ငါပါ私から OZS မှာဆက်ဆက်မိချီကိုပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ N3 Saturn ကိုကာကိုရဲ့ Dynamic ခိုင်ဘုံပိုဒုက္ခရဲ့ဘိုင်းကိုလေ့ကျင့်ကြပြသွားမှာဖြစ်ပါတယ်ဂျာ husband mas ဆိုပထမဆုံးဆိုရင်တော့လည်းဒီမွန်တိုင်းအချီဖြစ်တဲ့ grammar ဝိုင်းလေးပေါ့နော်ဆိုတော့ဆိုရင်တော့ဘောနော်နာနေနီအီရဲရူနော်နီရဲ့မွတ်တုံမိုရောင်းမွန်နိုအချီနီဆန်ရောက်ခါတိုင်းတိုးဆွဲတာပြီးနာဆိုင်ဆိုတော့ဒီ color ထဲမှာထည့်ရမယ့်အဖြေကိုလည်းရှုကရွေးချယ်ပေးရမယ်ပေါ့နော် grammar ဘိုင်းနေဖြစ်တဲ့အတွက်ကြောင့်မလို့သတိထားပေးရမယ်ဟုတ်ပြီဆိုတော့一起班ဖတ်ကြည့်ပါအောင်お寿司は作れるから作れるですがね形が悪いんです寿司ကိုတော့ပေါ့နော်ပြုလုပ်တာတော့ပြုလုပ်ပေးမယ်တဲ့ဒီပုံသဏ္ဍာန်ပေါ့နော်ပုံသဏ္ဍာန်ကတော့တဲ့ဆိုးရတယ်မလှဘူးပေါ့နော်အဲ့လိုပုံစံမျိုးကိုပြောချင်တာဆိုတော့ဘာဖြစ်နိုင်လဲပြုလုပ်ပေးမယ်ဆိုတော့ပြင်မှန်ကခို့တူပါပေါ့နောက်တစ်ခုအေးဆန်ပြောတာပေါ့နော်ဆိုးရခုကဆိုးရတတ်တာတဲ့ဒီဆိုးရခုလို့ဖို့လိုအပ်တယ်ဆိုရင်ပေါ့နော်ဆူဇူကီဆန်နေတောင်းတော့မယ်ပါအင်းဂျာနိုင်လက်စကားတဲ့ဆူဇူကီဆန်ထန်ကိုဒီတောင်းဆိုမယ်ဆိုရင်အဆင်မပြေဘူးလားတဲ့ဒုက္ခနာတဲ့ဘယ်လိုလုပ်ရပါမလဲတဲ့အီကီရီစုတဲ့ဥမာရတခါရာအေကောကဟာနာဆယ်ကိုလည်းရောတဲ့အင်္ဂလန်မှာဒီမွေးဖွားခဲ့တဲ့အတွက်ကြောင့်မလို့အင်္ဂလိပ်စာကပြောနိုင်ရမယ်ဆိုပြီးတော့မရှိဘူးလေဆိုပြီးဖြစ်ကြမယ်ပေါ့နော်ခုတ်တူကအားလို့ဗတ်တခုတ်တူကအားလို့ဆိုတော့လုတ်ဖူးတယ်ဆိုပြီးဖြစ်မယ်ပေါ့နော်ဒီနေရာမှာ dash ရောလည်းမဖြစ်နိုင်ဘူးခုခနိုင်မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့တော့ဝခါကိဒနိုင်ဖြစ်ကြမယ်ဟာနာဆယ်လို့တော့ဝခါကိဒနိုင်ပြောချင်တာကတော့ဒီအင်္ဂလန်မှာမွေးဖွားရုံနဲ့မွေးဖွားတဲ့ဆိုပေမဲ့လည်းဒီအင်္ဂလိပ်စာကိုကျွမ်းကျင်ပြောနိုင်မယ်လို့တော့မရှိပါဘူးလို့ပြောတာပေါ့နော်နောက်တစ်ခုစမ်းပါအဲ့တော့အစမ်းပြောတယ်ဥချီနော်ကိုအရကလေးလေးကတဲ့အမအခုတဲ့ဖတာရီတုံမခဆယ်ဟိတဲ့နော်တဲ့ဒီနှစ်ယောက်လုံးဒီအေးမိနေတယ်ပေါ့နော်influencer တို့ခါဆယ်ဝါတဲ့ဒီ influencer ဖြစ်ပေါ့နော်ဒီဖြားနာတာကတဲ့ဝါခိုင်ဟီတိုကွာလာခခရီယာစုတဲ့ယူခါတာနဲ့ဒီငယ်ရွယ်သူတွေဆိုရင်ပေါ့နော်ငယ်ရွယ်သူတွေလောက်တဲ့ဒီဖြစ်ဖို့လွယ်တယ်လို့ပြောချင်တာဆိုတော့ဘာဖြစ်နိုင်လဲနိခါကြီးနေတဲ့ဂူရိုင်းမတဲ့ဟိုတူတဲ့ဆိုတော့အဖြစ်မှန်ကဟိုတူပါဝါခိုင်ဟီတိုဟိုတူနောက်တစ်ခုရှောင်းရှာဟဲနော်တဲ့အန်ခတ်တုံတော့ခက်ခါဆိုတော့ကကျတော့ဒီစစ်တမ်းရလက်တရားပေါ့နော်ကွက်လက်တဲ့ဒီဇိုင်းဟိုတဲ့ခိုင်ရုခုတူတဲ့နဲ့တာကွက်လက်ဒီဇိုင်းကိုပြောင်းဖို့ဖြစ်လာခဲ့တယ်ဒီရလက်ပေါ်မူတီဗီဆိုပြီးဖြစ်ကြမယ်အခြေခံပြီးတော့ပေါ့နော်အဲ့တော့အဖြစ်မှန်ပါလဲဆိုတော့အုံမို့တုံနေဒီရလက်ပေါ်မူတီဗီရလက်ကိုအခြေခံပြီးတော့ဒီဇိုင်းတွေပြောင်းဖို့ဖြစ်လာခဲ့တယ်ဆိုပြီးဖြစ်ကြမယ်နောက်တစ်ခါအနောင်စာပြောတယ်ပေါ့နော်ဆန်းဆဲတဲ့ချောရတဲ့ဒွန်းနာရီတွေကိုဒီနေ့ပိုင်းဆက်လဲပေါ့နော်အဲ့တော့ချောရှိရပြန်ပြောတယ် height တဲ့今日は冷蔵庫に残ったものを使って鍋料理を作りますってအဲ့တော့ဒီနေ့ပြောလိုက်တယ်ပေါ့နော်အဲ့တော့အနောင်စာပြန်ပြောတယ်ဆိုရဝါတဲ့အဲ့ဒါကတဲ့အေးဆိုကရှိရှုဖို့အလုံးများတဲ့စီလင်မယားတွေနိတ်တက်တဲ့ဖြစ်ကမယ်အာရိကတိုင်းသက်နဲ့ဒီကျေးဇူးတင်စရာပဲနော်တဲ့ဒီအလုံးများတဲ့လင်မယားတွေတက်ကတော့ကျေးဇူးတင်စရာပဲနော်အဆင်ပြေစရာပဲနော်လို့ပြောတာပေါ့နော်ဆိုတော့ပြင်မှန်ကတက်တယ်ဆိုတော့ခုပဲမန်ဆက်ဆွန်တော့ခက်ကောဒိုဒေစတာခိုင်အင်တာဗျူးရလက်ကဘယ်လိုဖြစ်ခဲ့လဲခါနိုချောကသူမကတဲ့ခါနာဆုနိုင်ရောတဲ့ဒီစကားပြောမဲ့အကြောင်းအရာဝနော်ကွက်လက်တဲ့ဟာနာရှိခတ်တရပြောမပြောနေရရဲ့တိုင်းတုံမို့တူတဲမို့ရောခတ်တာရောတဲ့ပြုံးမွေလည်းပဲရန်ကိုဆင်ပြေတယ်လေတဲ့မိုချီလုံးကောကကုတာရောဒီချိန်တွေပါအောင်မယ်လေလို့ပြောတာပေါ့နော်အဲ့တော့သူမကဒီစကားပြောတဲ့အကြောင်းအရာပဲမကအကြောင်းအရာသာမကအကြောင်းအရာပဲမဟုတ်ဖဲစကားပြောတာရဲ့နောက်တိုင်းတို့တွေလည်းပဲအရန်ကိုအဆင်ပြေတယ်ဆိုတော့ဒါမကဆိုတာကကြတော့တာခဲတင်တာခုနဲ့တူတူပါပဲအဲ့တော့နောက်တစ်ခုကကြတော့ခတ်တန်ပေါ့နော်ခတ်တန်ဆေးရင်နေတဲ့ဒီအိမ်သုံးရက်စစ်ကိုပြောတာပေါ့နော်ဒွန်းနဲ့ရှင်းဖို့စုရရောနဲ့ဒီဖေးတိုးတက်လာပြီနော်တဲ့တို့ခုနှစ်တဲတဲ့ပြီထို့သဖြင့်တော့ TV စိုးတာနဲ့ဟုတ်တယ်နော်တဲ့မူခါရှိနော်ကွက်လက်စုကခုအစုခုနာတာရှိတော်လေးကိုကတော့အစုခုပေါ့ပြီးတော့တဲ့ခါမန်းဝဒီမျက်နှာပြင်ကလည်းအိုးခိကိုနတ်တာရှိအရန်ကြည့်တယ်ဆိုတော့အရင်ဟာနဲ့ရှင်မယ်ဆိုရင်ဖြစ်ကြမယ်အဲ့တော့အရင်ဟာနဲ့နှိုင်းရှင်မယ်ဆိုရင်ဆိုတော့ခုရာပဲတဲ့ပေါ့နောက်တစ်ခုတာနာကဆန်နဲ့ ABC ခိုးရောတော့ဆူဇူကီဆန်ကဥခဲဆုခဲနေအရာရှတ်တေးမတ်ကတဲ့ဥခဲဆုခဲမှာရှိလာပါတော့ဝခါရီမတ်တာအရာရှတ်တေးမတ်ကရှိနေတာပါနော်ဝခါရီမတ်တာနားလည်ပါပြီစုခုကွာလာတိုစတိုင်တဲ့ခရာဆိုင်အဲ့တော့ချက်ချင်းလာပေးပါလို့ပြောပေးပါဆိုတော့ခီမတ်ရဲ့ပို့ပြီးတော့ရင်ကျေးတဲ့တုံးလုံးကကျတော့ဥခါခါရီမတ်တုံးလို့ရတယ်လာပေးပါပေါ့နော်နောက်ထပ်တစ်ခု
Sugi no kaigi no bo kokushaga de mata kimete inaita kedo de. Siwe ya no bo kokushaga de masong pya te u de. Cha da so yin ne watashi ni kollat de. အဖြစ်မလဲဟိုးခုကူစားတဲ့တက်ခုရာဆိုင်ဖြစ်ကမှာပေါ့ဒီအစီရင်ခံခွင့်ပြုပါကျွန်တော်ကိုအစီရင်ခံခွင့်ပြုပါဆိုဖြစ်ကမယ်နောက်တစ်ခုကကြတော့ခီယွန်ကစာကားတို့ဒီခီယွန်စာပူချိန်တက်ဆင်းလာတဲ့ကွက်လက်ခိုးယောကဆူဆူမီယာမနော်ဟီယိုချိုကခါဝတဲ့အခုဒီမျက်နှာစာပေါ့နော်တောင်းရမျက်နှာစာကြီးလည်းပြောင်းလဲလာတယ်ဆိုတော့ဒီအရာတူပူချိန်တက်ဆင်းလာတဲ့နဲ့အမျှဆိုတော့ဘယ်အဖြစ်မလဲနိစတာကတဲ့ပေါ့နောက်တစ်ခု interview တဲ့ interview မှာ announcer ပြောတယ်ဗောနော် Olympic ခုဒီ Olympic နေရာဗောနော်ကန်တေး Omega တို့ကိုဆိုင်မှာကွန်ပျူတာတယ်တဲ့အားရကတော့ဆိုင်မှာစစ်တင်ပါတယ်အိမ်မှာအခုတဲ့ Donna Omochi ကဘယ်လိုစိတ်ခံစားချက်မျိုးလဲတဲ့ဆိုင်ခိုးနေဦးရရှိတဲ့အရန်ကိုပြောပါတယ်တဲ့ Nihon Daikyo ဂျပန်ရဲ့ကိုစားပြုအနေနဲ့ဟာဇူကရှိခုနိုင်ယောနေခံပါရီမှာဒီမရှက်နေပဲနဲ့စူးစမ်းပါမယ်ဆိုတော့အနေနဲ့ဆိုတာဘယ်ဖြစ်မလဲတိုးစတဲဘောတိုးစတဲဝါဆိုအနေနဲ့ကတော့ဆိုဖြစ်သွားမှာပေါ့နော်အနေနဲ့တိုးစတဲခုနရှိကတော့တဲ့တန်ဆွန်တဲ့ဆွမလာနိုင်နဲ့ဒီအလောက်ကဒီတန်ဆွန်ပေါ့နော်ဆွမလာနိုင်ဆိုပြင်းဝင်ကောင်းတယ်နော်တဲ့ AQ ခဏခဲ့တယ်ပါယောခတာတဲ့လက်မခံကြလို့ဆိုရင်အစင်ပြေမှာပဲကောင်းမှာပဲပေါ့နော်hiki uke chatanda kara imasara ကွက်လက်တဲ့ဘာဖြစ်မလဲမုန်ခိုအတက်ခါမုရှကတကနိုင်ဒီအပြစ်တွေပြောဖို့ကလွယ်ပြီးတော့မရှိတော့ဘူးလားပေါ့နော်ဆိုပြီးတော့အဖြေမှငါစမ်းပါမှာနောက်တစ်ခုကကြတော့တိုမိုဒါစီနော် EO ဟိုမုရှတဲ့လေသွားပြီးတော့ပေါ့နော်ဘီရူနာနာစတေတာနော်ဒီဒိုစတဲ့ဘကုကခိတာကိုတိုကဝါခတာနော်တဲ့ဟာဒီကုချီနီဒီဝင်ပါမှာပေါ့နော်ဟီတိုကတရှိတာလူရလိုက်ပြီဆိုတာနဲ့ဂျီရိုတက်ခိနီဘဲရူကဒီလူလေးကလောက်ထားတယ်ပေါ့နော်ဘဲလူခေါ်ခေါင်းလောင်းလေးကတဲ့ကွက်လက်ခါတာဟဲတဲ့ဆိုတော့ဘန်းနေတာနဲ့တဲ့ဟဲတဲ့အဲ့ဒါအဆင်ပြေလိုက်တာနော်တဲ့ဆိုတော့ဒီရှေ့မှာလူရဲ့ထန်တဲ့အဲ့ဒီခေါင်းလောင်းလေးကဘာဖြစ်မလဲနာရုယောဒီနတ်တဲ့ဤလူပေါ့ဒီမြည်လာခဲ့တာကိုပြောတာဟုတ်ပြီနော်ဆိုတော့အဖြေမှန်ကအချီပန်နောက်ထပ်တစ်ခုကကြတော့လက်ရှိဒီဆူကီနိုဘောနိုစတာနီဟာီဒုမတ်တမိုယောီမိုနိုအချီနီဆန်ယောခါတိုဆိုအဲ့ဒါဘီနာဆိုင်ဒီစတာထဲမှာဝင်မဲ့အဖြေကိုလက်ရှိကဘာလုပ်ပြရမလဲဆိုရင်ရွေးပေးရမှာဟုတ်ပြီနော်အဲ့ဒီမှာကြည့်ကြည့်အောင်နာဆွရဆွမီနော်ကွက်လက်ခါနာဒီချီကောက်ရောတာလူရဒီပိတ်ရဲ့ကွက်လက်ကဆိုတော့ဘာဖြစ်နိုင်လဲရာဆွမီနော်ရရေတွက်နဲ့ကာလာပေါ်မူတီပြီးတော့ဖြစ်ကြမယ်နိယောတဲ့ခိုင်ရှာဝကုမ္ပဏီကခနာလီချီကောက်ရောတာဒီတော်လေးကိုဒီမတူညီဘူးလို့ပြောချင်တာပေါ့နော်မတူညီဘူးလို့ပြောချင်တာအဲ့တော့ဟုတ်ပြီနောက်တစ်ခုသွားမယ်အဲ့တော့တစ်ခုကကျတော့ဆက်စွမဲကတဲ့ရှင်းပြချက်တွေကတဲ့ကွက်လက်ရှိမတာကွက်လက်လောက်ခဲ့မိသွားတယ်တဲ့ပြရဖြစ်မလဲအဲ့တော့ဆက်စွမဲကအသေးစိတ်လို့မိခွန်အားရှိစုကြည့်တဲ့ဖြည့်ကြည့်မယ်နော်ပြီးရင်ဘာဖြစ်နိုင်လဲနတ်တဲလာမလားခိုင်တဲလာမလားဝါခိုင်နိခွိလာမလားပြန်နားလိုက်မလဲခိုင်တဲဝါခိုင်နိခုခုနတ်တဲရှိမတာဖြစ်ကမှာပေါ့ဟုတ်ပြီနော်ချွတ်တော့ねဒီနေရာမှာနောက်တစ်ချက်ပြင်မယ်2143ဖြစ်ကြမယ်ဆိုတော့နောက်ဆုံးတော့နိစုယခိခံဝဖြစ်ကြမယ်ပြီးတော့မှခိုင်းရှာနေရတဲ့ကုမ္ပဏီပေါ်မူတည်ပြီးတော့တော်တော်လေးကွဲပြားတယ်ဆိုရင်ဖြစ်ကြမယ်ဟုတ်ပြီနော်အဲ့တော့နိစုဂျူရောခုပန်ကကြတော့ sweet sanjo ကတဲ့ကွက်လက်ဝါခဲသေးဝနာတဲ့တော့ပြရဖြစ်မလဲ sweet sanjo ကအတဲမှုရှိလဲပဲ必ずしも合格するというわけではない。အမေနဲ့ကြာမရှိဘူးပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ခါတယ်နော်ကွက်လက်တဲ့နိချီကိုင်းနိုင်သူ့ရဲ့ပေါ့နော်ခါတယ်နော်ခို့တို
다 가라 뒤에 계사 피다 자모노 치코 켜모 디니 레베 치코 고수루 치코 고수루 리치가이나 마마 먹고 왜마 먹고나 카콘시키 밍라보에 칸나레 카콘시키니와 밍라보에 칸나마도 비인 슛세키오다메 카소고도 신세키다케가 미타수네 디 신세키 스웨묘가 베 슛세키 수루코도니 나다리 때야고 펴라바레 ဟုတ်ပြီနော်အဲ့တော့ပြင်လို့မဖက်ဘူးဆိုတဲ့ပုံစံမျိုးပေါ့ဟုတ်ပြီဒါလေးရပြီဆိုတော့လက်ရှိနောက်ထပ်တစ်ခုထပ်သွားမယ်နောက်ထပ်တစ်ခုကကြတော့လက်ရှိဒီဘက်ကဟာတွေကိုကြည့်မယ်ဒီပုံစံလေးကိုဖြည့်ပေးရမယ်ပေါ့နော်အိုတိုရီအိုဟီတိုရီဆာမာဟီတိုရီတာဘီတယောက်တည်းခီးထွက်တာပြတာပေါ့နော်ဟီတိုရီခူရာရှိတယောက်တည်းနေထိုင်နေဟီတိုရီဆူမိုင်နော်တဲ့ဟီတိုရီတိုအီဟီတိုရီတယောက်တည်းလို့ဆိုရဲခိုတိုဘာနီဝါခိုတိုဘာမာနန်တိုနာကိုအကြောင်းမဲ့ပေါ့နော်ခီဘီရှိတိုအီဟီဘီခီကဒီအထီးကျန်တယ်ဆိုရဲပေါ့နော်စာဘီရှိခီဘီရှိဆိုတာစီကန်ကြည့်တာစာဘီရှိကိုပြောတာပေါ့နော်အထီးကျန်တယ်လို့ဆိုရဲဟီဘီခီဆိုတာပက်တင်တယ်ငါတဲ့ကွက်လက်တက်ပါတယ်ဆိုတော့ဘာဖြစ်မလဲခန်းကြည့်တဲ့အီရိုတဲ့ခန်းကြည့်စာဆဲတာတဲ့လူခန်းကြည့်ရတဲ့လူဆိုတာခန်းစားရတာကိုပြောတာခန်းကြည့်တဲ့ရောအိမ်မူလို့တာစထရာကတော့မဟုတ်ဘူးပေါ့နော်အဲ့တော့အဖြေမှန်ကအဲ့တော့တခါတလေမှာတော့ဘာဖြစ်မလဲဆိုအကြောင်းမဲ့ဒီအထီးကျန်တယ်ဆိုပြီးတော့ဒီပက်တင်တယ်တွေကိုခန်းစားရပါတယ်ဆိုတော့ခန်းကြည့်တာတဲ့လူပေါ့ရှိခရှိတော့ပေမဲ့အိမ်မှာနေဟောတော့ရှာခိုင်ကဂျပန်ရဲ့လူဖွဲ့စည်းတွေကဟီတိုရီတဲ့ခိုးသိုးစုလို့တယောက်တည်းဒီလှုပ်ရှားမှုပြုလုပ်နေတယ်ပေါ့နော်။အိုဟီတိုရီဆာမကားတဲ့ဒီယောခို့ရှ်တေးလို့တော့ဒါဒီခီးထွက်ချင်တယ်ပေါ့နော်။အဲ့ဘာဖြစ်မလဲ။စပြီးဖတ်ကြည့်မယ်။အိုတိုရှိဆာမနော်တဲ့ခိုင်ဂိုင်းရှာခိုင်ဂိုင်းဆိုတာဒီနိုင်ငံခြားခီးသွားတာပြောတာပေါ့နော်။အိုဟီတိုရီဆာမနော်ကာရာအိုကေတယောက်တည်းဆိုမဲ့ကာရာအိုကေအိုဟီတိုရီဆာမနော်ယာကီနီကူအိုတိုရီဆာမနော်နာဘယ်နာဆိုတဲ့အားလို့ဆိုတာဒါတွေကဥပမာကိုပြောတာဆိုတော့ဥပမာဆိုတော့အဖြစ်မလဲဒီလေးခုတွေကဆွမားလေးဆိုတာတနည်းအားဖြင့်စရခါရာဆိုတာအဲ့ဒါကြောင့်ရှိခရှိတို့ပေမဲ့ဆိုတော့အတဝဲပါဥပမာအားဖြင့်ညမယ်နော်ပြီးပြီဆိုရင်ခိုရမတဲ့ဒီမှာပါတယ်အိုဆေ့တဲ့ခိတာခိုတိုကဒီအများကြီးလောက်ခဲ့တဲ့အကြောင်းအရာတွေပါနော်ဟီတိုရီတဲ့မိုတဲ့ခိရုယောနာရှာခိုင်းနေတာတဲ့ခိတာတော့တဲ့အားလို့ဒီတယောက်တည်းဖြစ်တယ်ဆိုရင်တော့မှာပေါ့နော်လုံနိုင်တဲ့ဒီလူဖွဲ့စည်းဖြစ်လာတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဆိုင်ခင်တဲ့ကအခုတလို့ဆိုရင်တော့ခါဆုခုတဲ့တန်တော့ရှိမှုအိုရှိအိုဆက်ချီလျော်ရီတိုအီအိုဆက်ချီခင်းရလို့ဆိုတဲ့ကွက်လက်အာရမတဲ့တော့ image ခိုရမတဲ့တော့ image ခိုနို image အာနို image တော့တဲ့ခိုတိုနာလို့꿰ပြပြီးတော့အိုဟီတိုရီဆာမယောရှိအိုဆက်ချီနှစ်တကူစားပါနော်ဆာမနေရှောင်းဟင်းခါစားတယ်ရီယောမိုးတဲ့ဖွဲတဲ့ဤတို့ရောဒါတောက်ဆက်တွေလည်းများပြလာတယ်ဆိုတော့ဘာဖြစ်မလဲဒီမိသားစုနဲ့ပေါ့နော်ပျော်ရွှင်စရာဒီအိုဆဲချင်းဟင်းလျာလို့ခေါ်တဲ့အခုဒီရှိနေတဲ့ပုံရိပ်ကိုပြောချင်တာဆိုတော့ခိုရဲမတဲ့ image ဖြစ်ကမယ်တို့ခိုတုံနာအခုဒီရှိနေတဲ့ပုံရိပ်နဲ့꿰ပြပြီးတော့အိုဟီတိုရီဆာမယောဆဲချီဆာမနာရှောင်းရင်ခါစားတဲ့ရီယောရှာမှုဖွေတဲ့လို့တော့တာဖြစ်ရမယ်အဲ့တော့ခုအိုခါဆိုခုခါရတဲ့ခခုခါဆိုခုဟန်ခါစတာနီဟောရှာခိုင်ကွာတဲ့စာရနေပို့ပြီးတော့တဲ့နော်ခခုခါဆိုခုခါရာခုကျင်းဟန်ခါရှ်တဲ့ဤလိုရောတဲ့အာရူတဲ့ရှိခါရှိတို့ပေမဲ့အိုဟီတိုရီဆာမဒီဒုတိယထဲနေထိုင်တဲ့သူတွေကပေါ့နော်ခက်ရှ်တဲ့လုံးဝတဲ့ဟီတိုရီခီဘီရှိ equal to ခီဘီရှိတို့ဤ image ဒေဝနာကိုအဲ့ဒီထီးချန်တယ်ဆိုတဲ့ image ပဲမဟုတ်ဘူးပေါ့နော်ဟန်တိုင်းနီခီရာခုနာဒီစန့်ကျင်ဘက်ပေါ့နော်တတတို့ဤလို့ဆိုတဲ့ person の image ကအာရူရောတဲ့ဒီ plus image တွေရှိပြီးတော့ဗောနော်ရှော့ကဆွန်တော့ဂျွန်ဘီတဲ့ဒီနှစ်တကူရဲ့ပြင်ဆင်မှုတွေကိုလည်းနိကိယာခါနာနမ်းမဆွန်တော့ဂျီခိဒီစီကားတဲ့နှစ်ကုံဟိုဗောနော်နှစ်ကုံအချိန်ကာလမှာဆိုရင်တော့တဲ့ကွက်လက်အိုဆက်ချီရီယိုဒီခေါဟီတိုတာချင်တော့ခေါမအခါရူရီတဲ့ဆိုတော့ကို့အတွက်ပေါ့နော်ဂျီဝွန်တော့တာမယ်တော့ဖြစ်ကြမယ်ကို့အတွက်ဒီအိုဆက်ချီဟင်းနေရာတွေကိုလည်းဒီဝယ်တဲ့သူတွေကဒီခေါဝအခါရူဆိုမျက်နှာလေးနဲ့ဆိုပြုံးပြုံနေကြတာကိုပြောတာဗောနော်နောက်တစ်ခုအိုဟီတိုရီဆာမတို့ပါတဲ့အိုဟီတိုရီဆာမဆိုတာကဂျီဘွန်ခါရာဆွစွန်းတဲ့ခီရာခုဆတ်အိုရမိုတိုမဲရူဟီတိုတာချီနော်ဒီစူစီတဲ့လူတွေရဲ့အကြောင်းပါဆိုတော့ခိုတိုနာနော်တဲ့အာရူလာနမမွန်ခိုတိုနော်ဟောဟာစုကနိုင်လားခိုတိုတိုတောင်မနိုတာလားခိုတိုတိုအီဝါခဲတဲ့ဝနိုင်လားပြရဖြစ်မလဲခိုတိုနာနော်တဲ့အာရူဘောဒီစူစီခိုင်တဲ့လူတွေအကြောင်းပါလို့ပြောတာဗောနော်ခီရာခုဆာအိုမိုတိုမဲရူဟီတိုတာချီနော်ခိုတိုနာနော်တဲ့အာရူဆိုတော့ဖြစ်မှန်က一起吧嘛，所
ဒီရဲ့အဖြေမှန်ကကြောင့်ဂျီဘွန်တော့တာမယ်နော်မိမိအတွက်ကိုပြောတာပေါ့နော်ဟုတ်ပြီမွန်ဒါယုံမှာဆိုရင်လည်းပို့စာတူလေး၄ပုဒ်ရှိမယ်ဆိုတော့သူ့ရဲ့ကောင်းစံလေးဖတ်ကြည့်အောင်နော်စကိနော်အစ်ချခါရယွန်းနော်ဘွန်ရှောယွန်းတဲ့ဆိုတော့နံပါတ်1ကနေပြီးတော့ပို့စာလေးတွေဖတ်ပြီးတော့တဲ့ရှစ်စမနီခိုတာရဲ့နာဆိုင်အဖြေကိုဖြေပေးမယ်ဗောနော်မေကုန်းဖတ်ပြီးဖြေပေးမယ်ခိုတာရဲ့ကအစ်ချလီဆန်ယွန်းခါရမို့တော့မယောယမနော်ဟီတော့ဆိုအရာဘီနာဆိုင်ဆိုတော့အဖြေကကြတော့လည်းဆို၄ခုတွေကနေပြီးတော့အတင့်တော်ဆုံးအဖြေတစ်ခုကိုပေးဆက်ပေးမယ်အဲ့တော့အစ်ချပန်ဖတ်ကြည့်အောင်ပို့စာမဖတ်ခင်မှာအမြဲတမ်းသက်ရှိပြောသလိုမျိုးမေကုန်းရင်လာဖတ်မယ်ဟာယာရှိဆန်ကတဲ့ဟိုခါနော်မန်ပါနေစတိုင်ရခုတော့ပါတူတဲ့ကတဲ့ဟာယာရှိဆန်ကအခြားသောမန်ပါတွေကိုတစ်ဆင့်ပြောမဲ့ကိစ္စကပဲဟာလေတဲ့ဟုတ်ပြီနော်အဲ့တော့ဟာယာရှိဆန်のスクエの上に林さんရဲ့စပွဲပေါ်မှာဆန်းဆဲခါရနော်မဲမိုကအိုက်တဲ့အာရုံဆရာရဲ့ဒီမဲမိုကပေါ့နော်အိုက်တဲ့အာရုံထားပါတယ်တဲ့林さんနဲ့စုကင်းတော်ခိုင်ကြီးဝါတဲ့ဒီနောက်စီဝေးမှာပေါ့နော်ဂျူဘာဆုနိချီပေါ့နော်22ရက်နေ့ပေါ့နော်22ရက်နေ့ဘခုရောပြီးတော့ကောတဲ့ဒီတတာပရင်းနေ့ညနေပိုင်းပေါ့နော်စန်းကြီးဟန်ခါတာ3နာရီခွဲကနေပြီးတော့တဲ့စတိုင်းတို့3နာရီကနေစပြီးတော့လှုပ်ချင်တယ်လို့ပေါ့နော်အမွေမှာတွေးနေတယ်တွေးထားပါတယ်ပေါ့နော်အဲ့တော့ဘာရှော်ဝါတဲ့လိပ်စာကိုပေါ့နော်ဒီနေရာကိုတော့တဲ့မရဲ့တို့အုံနာကြည့်ဒီအရှိကအခောက်နဲ့အတူတူပဲပေါ့နော်ဒါရဲ့ဆန်ခိုင်ကီရှိဆိုတဲ့ဆိုဒီအခန်း3ပေါ့နော်အစီဝေးခန်းနံပါတ်3ပဲဖြစ်ပါတယ်တဲ့အစီကဆွနော်ရိုဘာတိုဆန်းဆဲနော်တဲ့ခိုးဝမ်းခိုင်းနော်ဂျွန်ဘီနီဆွေတဲ့ဒီခိုးဝမ်းခိုင်းဆိုတာဟောပြောဝဲရဲ့ပြင်ဆင်မှုနဲ့ပတ်သက်ပြီးတော့မနော်ဟာနာရှိအောင်ရော်သိန်းနာနော်တဲ့ဒီဆွေးနွေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့မန်ပါနီဝဒီ memory ထန်လို့တဲ့ခါနာလာဆိုရှုစက်ခိစရယောနီစတိုင်တဲ့ခရာဆိုင်တေးကြပါမပြတ်မကွက်တက်ရောက်ပေးဖို့အတွက်ပြောပေးပါတဲ့မို့ရှိအကယ်လို့တဲ့ဒေါ့တဲမို့ဘလို့ပဲဖြစ်ဖြစ်တဲ့ရှုစက်ခိဒေခိနိုင်ပါရီဝမတက်ရောက်နိုင်တဲ့အခြေအနေမျိုးမှာဆိုရင်နော်တဲ့ဒီ19ရက်နေ့တနင်္လာနေ့နောက်ဆုံးထားပြီးတော့ဗောနော်ဝါတာရှိနီရန်နာကိုစရုယောနီဒီကျွန်တော်ကိုဆက်သွယ်ပေးဖို့ကိုစတိုင်တဲ့ခရာဆိုင်ပြောပေးပါတဲ့ဘယ်စွနိဒီတီချာဗောနော်တီတန့်ရှိစီအိုဒါရှိမတီတန့်ညွှန်ကြားပါမယ်တဲ့မတနောက်ထပ်တဲ့ဟိုခါနိခိုင်ကြီးတဲ့ဟာနာရှိအိုက်တိုင်းဖို့တော့ကအားရပါအခြားဒီအစည်းအဝေးမှာဗောနော်ဆွေးနွေးခြင်းတဲ့အကြောင်းအရာများရှိမယ်သာဆိုရင်တဲ့အိုနာချီခုဒီတူညီတဲ့ဗောနော်19ရက်နေ့တနင်္လာနေ့ဒီဥခဲဆုခဲမှာဆိုတာဒီလက်ခံပြောကြားပေးမယ်လို့ပြောချင်တာပေါ့နော်ဆိုတော့အဓိကကဘာလဲဆိုတော့ तू ကဒီခွန်ခိုင်ရဲ့ဒီတင်စင်မှုနဲ့ပတ်သက်ပြီးပြောမှဖြစ်တဲ့အတွက်ကြောင့် member အားလုံးကိုမဖြစ်မနေတက်ရောက်စေချင်တယ်တကယ်လို့လုံးဝကိုမတက်ရောက်နိုင်တဲ့အခြေအနေမျိုးမှာဆိုရင်တော့ဒီ19ရက်နေ့မှာတနင်္လာနေ့မှာပေါ့နော်သူ့ကိုဆက်သွယ်ပြီးပြောပေးပါသူတိတက်ပို့ချပေးပါမယ်ပြောချပေးပါမယ်လို့ပြောသွားတာဆိုတော့အဖြေကတော့အမှားတွေပါပြီးသားပေါ့နော်ဆိုတော့ဒီမှာဆိုရင်ဖတ်ကြည့်မယ် easy ပဲ easy ကဆိုတော့ခွန်ခိုင်တော့ခိုင်ကြီးနေဆွေတဲ့ခံခိုင်တဲ့အခုကိုတော့ဆိုတော့တလားမိုင်းရဲ့ပေါ့နော်ဒီခွန်ခိုင်နဲ့အစည်းအဝေးနဲ့ပတ်သက်တဲ့ဒီအကြောင်းအရာတွေကိုတွေးထားမယ်မဟုတ်ဘူးเนาะခိုင်ကြီးနေဒဲရတဲ့နိုင်ပါကြီးကဒီစီဝေးမှာမတက်ရောက်နိုင်ဘူးအခြေအနေမျိုးမှာဆိုရင်တော့19ရက်နေ့နောက်ဆုံးထားပြီးတော့ဆန်းဆဲကိုအကြောင်းကြားမယ်မှန်တယ်เนาะဒီပဲခိုင်ကြီးတဲ့နာနီယိုဟာနာရှိအောင်ခခိမဲတဲ့အစည်းအဝေးမှာဘာကိုဆွေးနွေးမလဲဆိုတာကိုစောင့်ပြတ်ပြီးတော့ဆန်းဆဲနစ်တာရှိရဆဲလို့ခုတို့ဆရာကိုသိပေးမယ်မဟုတ်ပါဘူးခိုင်ကီနီရှုဆက်ခိဒေခိရူဟီတိုမိုခဆက်ခိဆရူဟီတိုမိုအစီဝေးတက်ရောက်မဲ့သူကပြက်ကွက်မဲ့သူကဆန်းဆန်းနေရလာကိုတွတ်တဲ့ရှိစီယိုအခဲရူကိုတို့ဆရာထံကိုဆက်သွယ်ပြီးတော့ဒီညွှန်ကြားချက်ကိုရရှိမဲ့ကိစ္စယူမဲ့ကိစ္စဆိုတော့ဖြစ်မှန်ကမိဘနဲ့ဖြစ်ပါတယ်။ရှောက်လက်ရှင်နောက်ထပ်တစ်ပုဒ်လေးသွားကြည့်အောင်။ခုနိုမဲရူနော်နိုင်ယောတုတ်တဲ့ဒီမေးရဲ့ပေါ့နော်နိုင်ယောအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တလားရှိနော်ပါတို့တယ်ခါတဲ့မှန်ကန်တဲ့အရာကပေးဟာလေ။ခိုးရဲဝါတဲ့ဒါကတဲ့တိုင်းယောခါမရာနော်say hin okata hito ni todo ita meru na ponsho de aru ဒီတာရောက်ခါမယ်ဆိုတာကုမ္ပဏီနာမည်ပေါ့နော်ဒီကင်မရာကုမ္ပဏီရဲ့ထုတ်လုပ်ထားတဲ့ပစ္စည်းကိုတဲ့ဝယ်တဲ့သူစီကနေပြီးတော့ရောက်ရှိလာတဲ့မေးပဲဖြစ်ပါတယ်တဲ့အဲ့တော့တာနာကဆာမာတဲ့โอเคကိုဆာမာတဲ့စန်တာနော်တဲ့အာအိုကီဒက်စ်တဲ့သူ့ရဲ့နာမည်ပေါ့နော်အစ်စမိုဒိုရှာနော် say hin godio ita da ki arigato gozaimasu အမြဲတမ်းပေါ့နော်ဒီကုမ္ပဏီရဲ့ပစ္စည်းတွေကိုသုံးစွဲပေးနေတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်တဲ့စတဲ့အိုတိုယာဝါဆဲနော်ခန်းနေဆွေတဲ့အိုစတာရဲ့ရှိမတ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူဖြေချပေးပါမယ်တဲ့အစ်စမိုစတဲ့ဆိုတာကကြတော့အစ်စမိုနဲ့တူတူပဲပေါ့နော်စူဇောခိုးနီယူခါလာအစ်ချီနဲ့အနိုင်နော်ဘုံရှောနေဆွေတဲ့ဝါတဲ့ဒီဝယ်ယူပြီးတဲ့ချန်စားပြီးတော့ဗောနော်တစ်နှစ်အတွင်းမှာဆိုရင်ပျက်စီးကြရတာနဲ့ပတ်သက်ပြီးတော့တဲ့ဟိုးရှော့ရှော့ဆိုတာကကျတော့အမခံစားရချက်ကိုပြောတာဗောနော်ဟိုးရှော့ရှော့အမိုချီဒေစတာရာတဲ့ဒီစောင့်နေခဲ့တယ်ဗောနော်အမိုချီဒေစတာရာမူရီယောတဲ့ရီယော
ပြောချင်တာကတော့ဒီအလကားအခမဲ့ပေါ့နော်ပြင်မေးဖို့ပြောချင်တာပြင်ဆင်ပေးဖို့လုပ်ထားတယ်ပေါ့နော်အဲ့တော့ခိုးညူးကြည့်နော်ဒီဝယ်ပြီးတဲ့အချိန်နဲ့ဆက်ပြီး receipt တို့တဲ့ receipt ဆိုတာဒီလက်ခံရရှိတဲ့ receipt စာရွက်ကိုပြောတာပေါ့နော်အဲ့တော့ဒီ receipt ကိုတဲ့ခါဝါရီတိုဆူခုတိုမိုအာဒီမတ်တဲ့ဒီပြောင်းလဲတဲ့ကိစ္စတွေလည်းရှိပါတယ်တဲ့ဆိုတော့ဆုံးအောင်ဖတ်ကြည့်မယ်နော်ခွန်ခိုင်ဝါဒီချိန်မှာတော့တဲ့ခိုနိုဒိုချီရမမီဆုခရနိုင်တုံတော့ခုတိုတက်စငါဒီဘယ်ရပဲဖြစ်ဖြစ်ပေါ့နော်မမြင်နိုင်တဲ့ဟာမျိုးဆိုရင်တော့အိုဆုခိုင်တော့ CA3 ဝါတဲ့ဟာဆူဘိုင်ဆာရက်တာဟာဆူဘိုင်ဆာရက်တဲ့ပေါ့နော်ဒီအသုံးပြုနေတဲ့ CA3 ရစတဲ့ရောင်းချတဲ့ဒီမတာနောက်ထပ်ပေါ့နော်ဟန်ဒိုရှိနော်စိန်ဟင်းနာတော့တဲ့နှင်းဝက်ရဲ့ဒီပစ္စည်းဖြစ်တာကြောင့်နဲ့ကောခိုးညူခါရဒီဝယ်ပြီးတဲ့အချိန်ကစပြီးတော့ပေါ့နော်အချင်းနဲ့အင်တိုင်းတော့အာဆုခိုင်တို့ဒီတနေ့အတွင်းမှာဒီတတ်မှတ်ပေးခြင်းကိုခံရတယ်ပေါ့နော်ဆဆတ်တဲ့အတာကီမတ်စုကီမတ်တဲ့ဝါအဲ့ဒါနဲ့ပတ်သက်ဆက်နေပြီးတော့တဲ့ဟိုရှောနော်တိုင်းရှောတူနာရီမတ်တော့တဲ့ဒီအာမခံချက်ပေါ်မူတည်ပြီးတော့ပေါ့နော်ရထားပြီးတော့ပေါ့အဲ့ဒါကိုတိုးရှာရှူရီဆိုတာပြင်ဆင်တဲ့ကိုင်းတွေ့ရပေါ့နော်ဒီကုမ္ပဏီရဲ့ဒီပြင်ဆင်တဲ့စင်တာဆိုတာ service center ကိုပြောတာပေါ့နော် service center အထိစိတ်ဟင်အိုခရီခူရာဆိုင်ပို့ပေးပါတဲ့ Yoroshiku Onegai Moshiyake Mas ဟုတ်ပြီနော်အဲ့တော့ဒီမှာမှန်ကန်တဲ့အကြောင်းအရာကဘာလဲဆိုတော့ကိုတက်ရှုကဖတ်တော့မယ်ပေါ့နော်အဲ့တော့ isomo ဆိုတာကတော့စတဲ့ကိုပြောတာပေါ့နော်စင်မဆန်စူးစောကိုပြောတာအဲ့လေးမှတ်ထားပြီနော်စူးစောရဲ့အတိတ်ပဲကကြတော့ပုံမှန်အဖြစ်တာမန်အဖြစ်ဆိုတဲ့အတိတ်ပဲမျိုးဟုတ်ပြီနော်isomo နဲ့အတိတ်ပဲတော့တာမန်အဖြစ်တော့တူတူပဲပေါ့နော်စတဲ့ကကြတော့ကဲလို့ပြောတာပေါ့နော်ဟုတ်ပြီဆိုတော့ဒီမှာဖတ်ကြည့်မယ်ဟုတ်ကဲ့ရှောခါရစီတိုကနာခဲတယ်ပါရီဟုတ်ကဲ့ရှောတော့မဟုတ်ဘူးနော်ရစီမရှိဘူးဆိုရင်မူရီယောတဲ့ရှူရီဝတ်တဲ့ခိနိုင်နဲ့အခမဲ့မပြင်နိုင်ဘူးတဲ့နားထောင်မနော်နောက်တစ်ခုဟာဆူဘိုင်ကိုဒီစတဲ့ရောင်းချပြီးတဲ့ချိန်ကစပြီးတော့ဗောနော်အစ်ချင်နန်အင်းနိုင်နာတနေ့အတွင်းမှာဆိုရင်ဟိုရှောရှောကနာခုတဲ့မူရီယောတဲ့ရှူရီကတဲ့ခိတို့ဒီဟိုရှောရှောအမကကြမရှိလဲပဲအခမဲ့ပြင်ဆင်နိုင်တယ်သူဒီမှာပြောသွားတယ်နော်နောက်မှာအဖြေကပါပြီးသားပေါ့နော်ဆိုတော့အဲ့ဒါကြောင့်အဖြေမှန်ကနှိဗန်ပဲဖြစ်ပါတယ်စမ်းမှန်ထပ်ပတ်ကြည့်မယ်နောက်နောက်ကဆန်မှာကင်မရာကိုခတ်တာတုတ်ခင်းတော့ receipt ဆိုတာကေဝါမတ်တဲ့အီလူနောက်ကဆန်ကကင်မရာကိုဒီဝယ်ထားတဲ့အချိန်ကစပြီး receipt ပဲရရှိထားတယ်ပိုင်ဆိုင်ထားတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုပြောချင်တာမဟုတ်ဘူးလေနော်ရုံးပဲ receipt တော့ကအားရပါ receipt သာရှိမှဆိုရင်အတရာရှိစိန်ဟင်းတို့ခိုးခန်းစရခုတို့ကတဲ့ခီတို့အတစ်နဲ့ပေါ့နော်လဲနိုင်တယ်ဆိုတော့အဲ့ဒီအကြောင်းကလည်းဒီမှာမပြောသွားအောင်နော်ဆိုတော့အဖြေမှန်ကနှိဗန်မှာနောက်တစ်ခုဖတ်ကြည့်မယ်ခိုနိုဘွန်ရှုံနေဆွေတဲ့ဒီဝါစာနဲ့ပတ်သက်ပြီးတော့ဗောနော်တာရာရှိမွန်နိုဝါတိုတဲ့ကမှန်ကန်တဲ့အရာကပဲဟာလေတဲ့ဂျောဂင်ကိုဆူရတိုတဲ့နန္ဒကတာနိုရှိကုနာရူတဲ့ဆွန်နာဟာနာရှိုကီတကုတို့ကနိုင်လာတော့ခါတဲ့အဲ့တော့ဒီဂျောဂင်ကိုလုံးမယ်ဆိုရင်ဗောနော်ဒီဘလို့အကြောင်းပြချက်ပဲရှိဒီဂျောဂင်ကိုလုံးမယ်ဆိုရင်ပျော်ရွှင်လာနိုင်တယ်ဆိုတဲ့ဒီစကားကိုတဲ့ခုတ်တို့ကကြားခဲ့တဲ့ခုတ်အကြောင်းအရာကဗောနော်မရှိဘူးမဟုတ်လားရှိတယ်မဟုတ်မရှိဘူးမဟုတ်လားဗောနော်ဟာရှိရုခုတ်တို့တဲ့ဒီပြေးတဲ့ကိစ္စပေါ့နော်ခါရတာဝပြေးတာကစုခါတဲ့တို့နော်နေခန္ဓာကိုယ်ကတဲ့ဒီပင်မမိမယ်ပေါ့နော်ခိမိုချီဝစိတ်ကန်စားချက်ကတော့ဆနိုဂီယာခုတ်တတူယူနော်တာအဲ့ဒါနဲ့ဆန့်ကျင်ပဲပေါ့နော်ဂျောဂင်ကူပါတဲ့ဒီဂျောဂင်လောက်တာကတဲ့ဒါလာတဲ့ခန်ခိုနီဤတခဲတဲ့ဝနာနဲ့ခန္ဓာကိုယ်အတွက်ကောင်းတာတော့မဟုတ်ဘူးတဲ့ဟာရှိရုခုတ်တို့တဲ့တက်စတိုစတေရွန်တိုယူဒီတက်စတိုစတေရွန်လို့ခေါ်ရဲပေါ့နော်ဟိုမွန်ကိုပြောတာတဲ့ထွက်ပြီးတော့တဲ့ခီမိုချီကစိတ်ခံစားချက်ကအခါရခုနာလို့တော့ဒါဆိုတာတဲ့ဒီစိတ်ခံစားချက်တွေကောင်းလာတာမျိုးပြောချင်တာပေါ့နော်ဟာရှိရုဂျီခံကအတ္တာရဒီပြင်းမဲ့အချိန်ရှိတယ်ဆိုရင်နဲ့ယာဆုမီတိုက်တိုအီယူတဲ့နားယူခြင်းနဲ့လို့ပြောလို့ဆိုတယ်တဲ့ဤဆိုကရှိခုတဲ့အလုံးများပြီးတော့ပေါ့နော်ဖတိုရက်ဆုကတာမတဲ့အီလူယောနာဟီတိုနီဒီ stress တွေစုပုံနေတဲ့လူတွေလိုမျိုးပေါ့နော်ခိုဆိုအိုဆူဆူမဲတာဆိုတာကကြတော့recommend ပေးတယ်ပေါ့နော်အကြံပေးတယ်ကိုပြောတာမိုင်းနီချီတိုဝါအီဝါနိုင်နေ့တိုင်းလို့တော့မဆိုလိုပါဘူးတဲ့မဆူကဥစွာတဲ့ဒီရှုနိအချင်းနီချီတဲမို့တရက်ဖြစ်ဖြစ်ပေါ့နော်တပတ်မှာတရက်ဖြစ်ဖြစ်စကိုရှိကြီးခံကိုစခုတဲ hashtag မီတဲဝါတို့ဒါတော့ခါတဲ့ဒီအချိန်နဲ့လောက်ပေးပြီးလုပ်ကြည့်မယ်ဆိုရင်ဘယ်လိုပါလဲတဲ့ဟုတ်ပြီဆိုတော့မှန်ကန်တဲ့အကြောင်းရရှာမယ်ပေါ့နော်အဲ့တော့ဂျောဂင်ကိုဆူရတိုတန်နိုရှိကုနာတို့ကဆွန်နိုဒီယောဝါဝါခတ်တဲ့အီနိုင်ဂျောဂင်လုပ်မယ်ဆိုရင်တဲ့ဒီပျော်ရွှင်နိုင်မိမယ်ပေါ့နော်အဲ့ဒီရဲ့အကြောင်းပြချက်ကိုမသိပါဘူးတဲ့အဲ့တော့အဲ့ဒါမဟုတ်ဘူးနော်ဂျောဂင်ကူဝါတဲ့ဆေးရှင်အန်တဲ့ဆိုတာစိတ်ပိုင်းဆိုင်ရာခိုးခါမှုအာနိတင်ရောတဲ့ခိတိုင်းတဲ့ကီတို့ဒီစိတ်ပိုင်းဆိုင်ရာရဲ့အကျိုးအာနိတင်ဖြစ်ဖြစ်ပေါ့နော်ရှိမယ်လို့ဒီခိတိုင်းတဲ့ကီဆိုတာမျှော်လင့်နိုင်တယ်ပေါ့နော်
ဆိုတော့ခိတိုင်းဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးဆိုတော့နိဗ္ဗာန်ကမှန်ကောင်းမှန်နိုင်တယ်ဆက်ပြီးဖတ်ကြည့်မယ်နော်။ဤဆိုငါရှိဟိတူဝါတဲ့အလုပ်များနေတဲ့သူတွေက jogging ကိုစုတို့ဒီ jogging လုပ်မယ်ဆိုရင်လည်းခါရတဲ့ကြောင်းမှန်နေနေပေါ့နော်။ sutra suka tamate shimao ဒီ strap ဒီပုံပါမယ်။ပုံမှန်မှာတော့ပြောချင်တာဟာ strap မပုံ jogging လုပ်မှ strap ပုံမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်။ဆိုတော့စမ်းမှန်လုံးဝမှားပါတယ်။ jogging ကိုပါတဲ့ရှုံးနေအချင်းချင်းဖုဆုခဒေဝနာခုဒီချင်းနေကြတာမှမဟုတ်လဲဒီတရက်နှစ်ရက်ပေါ့နော်ဖူဆုခါဆိုတာတက်စမဆန်နိနိချီလို့ဖတ်မယ်ပေါ့နော်တရက်နှစ်ရက်ကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘိုင်းနိချီစုစုကေတာဟိုကအေးရဲ့ဒီနေ့တိုင်းလောက်တာကောင်းနေတယ်တရက်နှစ်ရက်ပုတ်ပဲနဲ့ပေါ့နော်နေ့တိုင်းလောက်တာကောင်းတယ်ဆိုတော့ तू မပြောသွားဘူးလေနော်နေ့တိုင်းတော့ तू မပြောပါဘူးအရင်ဆုံးတစ်ပတ်မှတစ်ချိန်ဖြစ်ဖြစ်အချိန်လေးပေးပြီးလုပ်ကြည့်ပါလို့ပြောတာဖြစ်တဲ့ကြောင့်ဆန်းနဲ့ရှင်ကလုံးလုံးမှားတယ်ဆိုတော့ easy ban ကကြတော့လေဒီအကြောင်းပြချက်ကိုနားမလည်ဘူးလို့ပြောတာဖြစ်တဲ့ကြောင့်မှားတယ်အဖြေမှန်ကနေပဲဖြစ်ပါတယ်နောက်တစ်ခုခေါနောဘွန်ရှောခိုင်တာဟီတိုကတဲ့ဖူရှိကီနာဖူရှိကီနီအမတာနောဝနာနီနီဆွေတဲ့ခါတဲ့ဒီစာပိုက်ကိုရေးထားတဲ့သူကဘာလို့ထူးဆန်းတယ်လို့ထင်တာကတဲ့ဘာနဲ့ပတ်သက်လဲတဲ့စန်ဂျစ်ဆုပြီးခဲ့တဲ့နေ့ပေါ့နော်ဖုတိုဆိုတာအမှတ်တမဲ့အမတာခွတ်တိုကအာရူတဲ့ဒီတွေးခဲ့တာရှိတယ်တဲ့ခိုးရောတဲ့ယူမေနာတဲရန်နီအတ္တတိုခိနောခိုတိုတာခိုးရောမှာပေါ့နော်ဒီခိုးရောဆိုတာစောင်းရွက်ကြည့်တဲ့အချိန်လေးမျိုးမှာပေါ့နော်ယူမေနာနာမည်ကြီးတဲ့တဲရန်ဆိုတာပန်းချံပေါ့နော်ပန်းချံကိုတွားခဲ့တဲ့ကိစ္စပြဖြစ်ပါတယ်တဲ့ခန်းခုခရခုနောအိုးစာဝခီးသွွားဧည့်သည်တွေမြောက်များကတဲ့ဆာကူရာနောခိဆက်ဆွတ်ဆာကူရာယာတီနဲ့ပေါ့နော်အိုနာစီခရိုင်နာနော်ဒီတူညီတယ်ပေါ့နော်ခိုးရောနော်စတာတဲ့ဆိုဒီခိုးရောရဲ့အောက်မှာပေါ့နော်တာပဲတာရီနွန်တာရီဝါရှိနိုင်တယ်ဒီစားလိုက်တော့လည်းမလုပ်ဘူးတဲ့မိနုတာခင်တော့ဒါကြည့်ုံပါပဲတဲ့ဒို့တဲ့ခါတဲ့ဘာကြောင့်လဲတဲ့ဆာကူရာတော့ဘာဆာကူရာအချိန်ဒီမှာဆိုရင်တော့ဆာကူရာအချိန်ခါမှာဆိုရင်ပေါ့နော်ဟာနာမီတို့ဤရဲ့ပါပန်းကြည့်မယ်လို့ဆိုတာနဲ့တဲ့နာခမတို့ဒီအပေါင်းပါတွေနဲ့ရှော့ကူကြီးကဒီအစားတောက်တွေအိုဆာခဲကိုတာနိုရှိမှုခုတို့မတဲ့ပေါ့နော်ပြောချင်တာကတော့ဒီဆာကူရာချင်းနေခါမှာဆိုရင်ပေါ့နော်ပန်းကြည့်ုံနေမဟုတ်ဘဲနဲ့အဲ့ဒီဆာကူရာပင်နေအောင်မှာစားကြတောက်ကြတယ်ပျော်ရွှင်စွာနေထိုင်ကြတယ်ပေါ့နော်ဆာဆူဆိုတာဒီညွှန်ပြကြတယ်ပေါ့နော်ဒီဟာမျိုးလောက်ကြတယ်ဆိုတာမျိုးသူပြောချင်တာပေါ့နော်ဒီရတဲ့မူရှိတို့ဒီထက်ပို့ပြီးတော့တဲ့မီရုခုတ်တို့ရောဒီကြည့်တယ်ဆိုတာထက်ဆိုချီနော်ဟိုကဂျူးရောသားတဲ့အဲ့လိုပုံစံမျိုးကပို့ပြီးတော့လိုအပ်တယ်ပေါ့နော်ဆာမွီဖူယူခါရဒီအေးတဲ့ဖူယူကနေပြီးဆောင်းရာသီကနေပြီးတော့တဲ့ဟာရူရဲ့နွေရာသီတို့တဲ့ဥဆုရုခီမိုချီယော်ဒီယောဆာရတဲ့ဒီပြောင်းလဲသွားတဲ့စိတ်ခံစားချက်ကောင်းတဲ့ချက်ပေါ့နော်ကောင်းတဲ့ချက်ရဲ့အတတခဆကဒီနှွေးထွေးမှုတွေကအာရုံတော်ကရှိပေမဲ့တဲ့ easy ban တော်ရီယိုတာတော့တဲ့ဒီနံပါတ်1အကြောင်းများချက်ပဲမဟုတ်လားတဲ့မတားတဲ့နောက်ထပ်တဲ့နီယွန်တော်ကခိုးရတဲ့ဂျပန်အကြောင်းတွေရဲ့ရှော့ကူဝါနော်အိုခုကဒီအလုပ်ခွင့်တွေအများကြီးကတဲ့စီကာဆိုအာတာရာရှိအချီနန်နော်ဟာဂျီမာရီတိုရှ်တဲ့အီရုခိုတိုမခန်ခဲရှ်တဲ့အီရုနာတာခံခဲ့တဲ့အီရုနော်တာတော့တဲ့ဒီလေးလပိုင်းဟောနော်ဒီအာတာရာရှိချင်တယ်ဆိုတော့ဒီနှစ်တစ်အဖြစ်ပေါ့နော်စတင်တယ်လို့ဆိုတဲ့ကိစ္စကြီးလည်းပဲတဲ့ဒီပတ်သက်နေလိမ့်မယ်မဟုတ်လားတဲ့ပတ်သက်နေလိမ့်မယ်မဟုတ်လားလို့ပြောချင်တာပေါ့နော်ဟုတ်ပြီအဲ့တော့လက်ရှုပ်ဖတ်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီရှုပ်ထွေးတဲ့ထူးဆန်းတယ်လို့ထင်တာနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့ဒါဘာလဲလို့မေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟာနာမီနော်တိုကီနီရဲ့ဒီပန်းကြီးတဲ့အချိန်လေးမှာတဲ့မင်းနာအိုဆာကေဦးနော်မခုတို့အားလုံးအရက်တောက်တဲ့ကိစ္စမဟုတ်ဘူးနော်နီယွန်နော်ကကိုရကြောင်းနီဂျပန်ရဲ့အကြောင်းနေရဲ့ခိုင်းရှာနော်အိုခုကရှီကာဆိုနီဟာဂျီမာတို့ခုတို့လေးလာပဲမှာစတင်တဲ့ကိစ္စတဲ့အတတခကုနာတို့နွေးထွေးလာမယ်ဆိုရင်လည်းဟီတိုကတဲ့ခါဆွတ်တို့တက်ခင်းနီနာတို့ခုတို့ခိုးယောမိတာတိုကီပေါ့နော်ဒီခိုးယောကိုကြည့်တဲ့အခါမှာဖူဆိုကတာမန်ကတော့တာပဲတာရီနွန်တာရီရှိနိုင်ကိုတို့တာမန်လိုမျိုးဒီစားလိုက်တောက်လိုက်မလုပ်တဲ့ကိစ္စဆိုတော့အဖြစ်မှန်ကရောမန်ပေါ့ဆာကူရာချင်းနေမှာဆိုရင်တော့ကွာစားလိုက်တောက်လိုက်လုပ်ကြတယ်ဒါပေမဲ့ဒီခိုးယောမှာမလုပ်တဲ့သူအဲ့ဒါကိုထွေးဆွတ်နေလို့ထင်တာပေါ့နော်အတူဆုံးပြောရမယ်ဆိုရင်တော့ဆိုရမယ်နော်ဟုတ်ပြီဒါဆိုတော့မွန်ဒိုင်ကိုလေးတော့ရအောင်ကျောင်းရှိနေတဲ့အတန်ဝင်နေတော့ဒီမှာ screen ကလည်းနည်းတေးနေရတော့ကြောင့်လေတချို့စကားလုံးလေးတွေမရှင်းလိုက်တာရှင်ဆိုပြီးမဆန်ဟိုတော့နေစမမဆန်ဆိုအတန်ဝင်နေရကြောင့်လည်းစကားလုံးလေးတွေထောက်သွားတယ်ပေါ့နော်ဖတ်တာဟိုက်ဆိုတော့နောက်တစ်ခုကကျတော့မွန်ဒိုင်ကိုပေါ့နော်မွန်ဒိုင်ကိုကကျတော့စကီနိုအစ်ချီတိုရဲ့နီနော်ပိုရှောယွန်းတဲ့ဒီနောက်အစ်ချီနဲ့နေပေါ့နော်မွန်ဒိုင်ကိုမှာနှစ်ပုတ်ရှိမယ်ပေါ့နော်ဖတ်ပြီးတော့ရှတိုမိုနီခိုတိုင်နာဆိုင်ဖြေကိုဖြေပေးမယ်ခိုတိုင်ဝအစ်ချီနီဆန်ယုတ်ခါတော့မွတ်တုံမွယောယမွန်တော်တိုဆိုအရာဘီနာဆိုင်ဆိုတော့အဖြေကတော့1နဲ့3လေးတွေကနေပြီးတော့အကောင်းဆုံးဖြေတစ်ခုကိုရွေးချယ်ပေးမယ်အဲ့တော့ကြည့်ရအောင်ဆိုနိုခါခိခတာတိုအာရူကတဲ့ဒီခါခိခတာနဲ့ရှိတယ်ဆိုတော့ကမွတ်တုံမချီခိုင်းတော်ကတို့တွေကပို့ပြီးတော့နီးစက်တာကပေးရလေတဲ့ဟုတ်ပြီနော်အဲ့တော့လက်ရှိဒီဘက်မှာဖတ်ကြည့်အောင်မြင်းထားတဲ့ပု္ပ္ပာဆိုရင်လက်ရှိပြောတဲ့အတိုင်းရှားလွယ်တယ်ဗောနော်ဆိုတော့ဟုတ်ပြီခိုရိုမိုနော်နာရိုင်ခိုတိုတိုရှ်တဲ့ကလေးတွေကိုတင်ပေးတဲ့တင်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တဲ့နင်းခီနော်တာခိုင်းရှော့တိုးဆိုတာဒီလူကြိုက်များတယ်ဗောနော်လေးလှပညာဖြစ်ပေမဲ့တဲ့ခိုရဲဝတာတာနော်
chỉ có chỗ số này các cô rèn siêu đều và ari mà xem nèဒါကဒီဆက်လုံးကိုလှအောင်ရေးယုံနဲ့ရေးရဲပေါ့နော်လေ့ကျင့်ယုံလေးပဲမဟုတ်ဘူးတဲ့ရှော့ခုတို့ယာတို့တို့တဲ့ဒီလေးလာပညာကိုလုပ်မယ်ဆိုရင်မဆိုအရင်ဆုံးနဲ့ရှူးချူဒီယောကိုဆိုတာကကြတော့အာယုံစူးဆိုင်နိုင်ဆန်းကိုပေါ့နော်မီနီဆူကီမတ်အာယုံစူးဆိုင်နိုင်ဆန်းရှိရမယ်နောက်အချီတို့ဆူမိတဲ့ဒီဒီဇိမ်းပေါ့နော်မြင်ဖြင့်ခမင်းလေးခိုက်တဲ့ရှိမတာရာစာရွက်မှာရေးမိပြီဆိုရင်အမ်ပီဆွတ်တဲ့ခခုတိုခီနော်ယောနီဒီခဲရန်ဖြင့်စာရွက်မှာရေးသလိုမျိုးပေါ့နော်ခဲရှိကောင်မှုတဲ့ခဲပြက်ဖြင့်ခဲစုခုတို့ကဒက်ခီမဆန်မဖြတ်နိုင်ပါဘူးတဲ့ဆိုတော့တမယ်အဲ့ဒီအတွက်ခခုမရဲ့နိမရေးခင်မှာတဲ့ကိုကိုရိုအိုစီစုခါဆဲစာစစ်ကိုဒီညာလောက်ကမယ်ဂျီနော်ခါတာချီရဒီဆာလုံးရဲ့ပုံစံနေဖူတဲနော်ဥကောခါခါတာအိုဒီစတုတ်တန်ရဲ့လှုပ်ရှားပုံတွေကိုတဲ့အတမနော်နခါနေခေါင်းထဲမှာအိုဤဥခဘဲမှာပုံဖော်ထားပါတယ်တဲ့ဆိုတော့ခါတိခါတာနိစွတ်တဲ့ဂျီယုခကုနော်တဲ့ဒီလိုအဲ့ဒီရေးပုံရေးနည်းနဲ့ပတ်သက်တယ်ပေါ့နော်ဒီဆလုံးကိုရေးတာကြောင့်နဲ့ရှိစံနေတဘာဝအတိုင်းနဲ့ခမီယတဲနိကိုကိုရိုကရှူချူဆူလို့နော်တဲ့ဆိုတော့ဒီစက်ကူတွေမှာရဲ့ဒီလက်မှာရဲ့စိတ်ခံစားချက်တွေကအာရုံစူးဆိုင်နိုင်တဲ့ဆိုတဲ့ပုံစံမျိုးကိုပြောသွားတာပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဒီဆိုနိုခါတိခါတာတော့အာရုကမတ်တိုမချီဂိုင်းနော်နီးဆဆောင်ရပေးရလေတဲ့အန်ဒီဆိုတဲ့ခိရေနိခခဲတာတုခိနော်တဲ့ခါခိခတာခဲရန်ဖြင့်လှပအောင်နဲ့ရေးတဲ့ဟာပေါ့နော်ဇီဝနာကိုကိုရိုနာနာခတဲ့ image စတာခခိခတာဒီစိတ်နှလုံးထဲမှာထည့်ထားတဲ့ image ဖြစ်ခဲ့တဲ့ဒီခခိခတာဆန်းဆဲကမစ္စတဲ့ခူရဲတို့တရရှိခခိခတာဆရာပြပေးခဲ့တဲ့မှန်ကန်တဲ့ခခိခတာဤချီတို့စုမိတဲ့ခိုင်တာတုခိနောခခိခတာဆိုပြရဖြစ်မလဲအဖြစ်မှန်ကနေပဲเนาะဒီကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမှာတင်ကိုဒီပုံရိပ်ထင်ဟပ်ပြီးတော့မှတ်သားစေမဲ့ခခိခတာကိုပြောတာပေါ့เนาะအဲ့တော့နောက်တစ်ခုဒိုကူအဆုခါဦးယောကုတိုဝါတဲ့စိခါရာတိုတိုဝါမနော်ဆိုမှဆက်ဆိုတော့ဒီဒိုကူဆိုတာကじゃပစ္စည်းကိရိယာတွေကိုကင်တွယ်နိုင်မဲ့အင်အားဆိုတာကတဲ့တာတိုရဲ့ပါဥပမာအဖြစ်ဒိုနိုယောနာခိုတိုတာတိုအတေဒုခဘလိုကိစ္စမျိုးလို့ပြောပါတယ်လေတဲ့ဆိုတဲ့ခါတော့အဲ့ဒီနောက်မှာတဲ့ဒိုကူအဆုခါဦးစိခါရာကတဲ့မီနီဆုကီမသတိထားမယ်ဗောနော်ဖူတေရတဲ့စုတ်တန်ရဲ့နောက်ဖူမီမှင်ရဲ့ကတဲ့တာရာရှိခုမတ်တဲ့ချောဆူနီစခါဝါနိုင်တို့ဒီမှန်ကန်စွာနဲ့ပေါ့နော်ကျဉ်းကျဉ်းမတုံးနိုင်ဆိုရင်ねဖူခုရောကောတဲ့စတာရီရှိမှာအဝက်စားတွေညစ်ပတ်မယ်ခရုံမတာစီဝါကလေးတွေကတဲ့ဒိုးနော်တာတာရှိယာစခိုင်ခတာနီဝါအီမီကအာရုတုမာနာဘူးနော်တဲ့ဒီပစ္စည်းကိရိယာတွေပေါ့နော်မှန်ကန်တဲ့ကိုင်တွယ်ပုံကနေမှာတဲ့ဒီအတိတ်ပဲရှိတယ်ဆိုတာကိုတဲ့ဒီလေ့လာရတယ်တဲ့မတာနောက်ထပ်ဇီဘွန်တော်တို့ကိုဒီကိုရဲ့ဒီပစ္စည်းကိရိယာတွေပေါ့နော်ဇီဘွန်တဲ့ကိုယ်တိုင်ပေါ့နော်ဂျမစ်တာတွေပြင်ဆင်ထားလိုက်ခါဇတ်စကေတာတွေဆိုရှင်းတဲ့စီလိုက်စုရုနော်မိုဒိုင်းကြီးနာဘင်ကျော်တဲ့အာရူတဲ့ဒီအရေးကြီးတဲ့လေးလာမှုဖြစ်ပါတယ်တဲ့ဆိုတော့ဒီဘက်မှာတက်ပြီးတော့လောက်ကမယ်ပေါ့နော်ဆိုတော့ဒိုကူဝါဆုခောက်စီခါရာတိုဝါဆိုတော့ဘယ်လိုအဓိပ္ပာယ်မျိုးလဲဆိုရင်ရောတဲ့ရှိမတာဖူကူဝါဂျီဝနဲ့အာရာကိုဒီညက်ပတ်နေတဲ့ဝက်စာကိုကိုယ်တိုင်လျှော်တာတဲ့ဂျီကောရောဆန်းဆန်းနဲ့ခါရီတာဒိုကူကိုဒိုင်းကြီးနဲ့ဆုခောက်ဆရာထံကငှားခဲ့တဲ့ကိရိယာတွေကိုတဲ့ဒီချာချာနဲ့အသုံးပြုမယ်။ဆိုတော့ဒီမှာပြောသွားရနော်ကိုကိုတိုင်းဒီပစ္စည်းကိရိယာတွေကိုပြင်ဆင်ရမယ်လို့ပြောသွားတာဖြစ်တော့ကြာနိဗ္ဗာန်လည်းမဟုတ်ဘူး။ဖူခုယောဂဆာနာယောနိကျစကတဲ့ဖူတဲ့ဆုခောက်အဝတ်စားကိုမညစ်ပါအောင်လို့သတိထားပြီးတော့ဖူတဲ့စုတ်တန်ကိုကန်ရမယ်ဆိုတော့ဖြစ်မှန်ကစမ်းမှန်ပါဒိုကုနောစကိုင်းခါတာကဝါခါရနိုင်တိုခိဝါရဟီတိုနိခိခုပစ္စည်းရဲ့ဒီအသုံးပြုပုံတွေကိုနားမလည်တဲ့အခါမှာဆိုရင်လူတွေကိုမေးမယ်ဆိုတော့ဖြစ်မှန်ကစမ်းမှန်နော်အဲ့တော့ခုနဘွန်ရှော့တဲ့အချိမန်အေးတိုင်းခုတိုဝါနာနိခါတဲ့ဒီဝါကျစာပိုင်းမှာပေါ့နော်ဒီစာပိုင်းမှာပြောချင်တဲ့အကြောင်းအရာကပေးဟာလေတဲ့ခုနယောနီတဲ့ရှော့ခုတိုနီကျော်တဲ့ဒီလိုမျိုးပေါ့နော်လေလာပညာနဲ့ပတ်သက်တဲ့ကြီးကဂျောဆူနီနာတို့တခဲတဲ့နာခုဆာလုံးလှအောင်နေတာမကောနော်ဂျင်းဆန်နီဟီဆိုယောနာခိဆိုနော်ခါရာကိုဒီလူသားတိုင်းမှာပေါ့နော်လူသားတိုင်းမှာလိုအပ်တဲ့အခြေခံအင်အားကိုတဲ့ဆုခဲရုခုတိုကတေကီမတ်ပြုလုပ်နိုင်တယ်ပေါ့နော်သတိထားနိုင်တယ်ကိုရိုမိုနီရှော့ခုတိုမာနန်တဲ့ကလေးတွေကဒီလေလာပညာကိုတဲ့ဒီလေလာတဲ့ဟာကိုပေါ့နော်ဟိုရှိတို့ခငါရဲတို့အိုယာဝဒီလေးလာခြင်းနဲ့လို့တွေးထားတဲ့မိဘတွေကကလေးတွေကိုလေးလာဖေးခြင်းနဲ့လို့တွေးထားတဲ့မိဘတွေကပေါ့နော်ခုံးကောမိုအီနာခုနာတို့ခုတိုက9တဲ့ရှော့တဲ့ဒီနောက်ပိုင်းမှာလည်းမရှိမှမဟုတ်ဘူးမလားလို့ပြောသွားတာပေါ့နော်အဲ့တော့ပြောချင်တဲ့ကိစ္စကဘာလဲဆိုရင်ရှော့ခုတိုကဂျီယိုခခုခိခိုင်ကဟက်တဲမိုနာခုနာတိုင်းဒါတော့ဆိုတော့ဒီလေးလာပညာကပေါ့နော်ဆလုံးတွေရေးတာကရေးမဲ့အခွင့်အရေးကလဲပေမဲ့လည်းနောက်ခုနာတိုင်းဆိုမပြောက်ဆုံးတော့မဟုတ်လားတဲ့အဲ့ဒါကိုပြောချင်တာမဟုတ်ဘူးနော်ဒီလေးလာပညာကတဲ့ခွန်တိုကတကယ်ကတော့အေးရတဲ့အိုရာကခရိုမိုနီအိုရှဲရူဟိုကအေးအိမ်မာမိဘတွေကကလေးတွေကိုတင် जा ပေးတာကောင်းတယ်ဆိုတော့အဲ့လောက်လွယ်ကူတဲ့အရာတော့မဟုတ်ဘူးလို့ရရှိတင်တယ်နောက်ပြီးတော့
ကိစ္စတကယ်လေးလာကျွမ်းကျင်တဲ့တိတဲ့သူတွေနဲ့ပဲလေးလာတာပိုကောင်းတယ်လို့ဒီမှာလည်းဖော်ပြသွားရဲပေါ့နော်ဆိုတော့အိမ်မှာမိဘအိမ်နဲ့လေ့ကျင့်တာပိုကောင်းတယ်ဒီစာပိုင်းမှာဖော်ပြသွားဘူးနောက်တစ်ခုကကျတော့ရှုကုတိုဝါတဲ့ဒီလေးလာလေ့ကျင့်တဲ့ဟာပေါ့နော်ရှုချူရီယခုရဒီအာရဆူဆိုင်နိုင်စွမ်းရဲ့ဒိုကူစခါရီယခုကစခုပစ္စည်းကရိယာတွေကိုကိုင်လွယ်နိုင်တဲ့အင်အားတွေကိုသတိထားမယ်ပြီးရင်စူပါရာရှိဒီထူးခြားပြောင်ပြောင်းနေပေါ့နော်နာရိုက်ခိုတိုတာနာရိုက်ခိုတိုတာတည်ယူနိုင်တဲ့ကိစ္စပဲဖြစ်ပါတယ်တဲ့ဆိုတော့အဖြစ်မှန်ဆမ်းမှန်ပေါ့နော်ရှော့ခုတိုစမဆန်ရှော့တိုကတဲ့မာနာဘုခုတိုကအိုးင်းတော့တဲ့လေးလာတဲ့အကြောင်းအရာတွေများတာကြောင့်နဲ့အိုတိုနာနီမိုလူကြီးတွေလည်းပဲပေါ့နော်ဇဲဟီဆူဆူမဲ့အတိုင်းဆိုရင်လူကြီးတွေကိုလည်းတိကျပေါက်အကြံပြုချင်ပါတယ်ဆိုတော့အဲ့ဒီဟာလည်းမပါပါဘူးပေါ့နော်အဖြစ်မှန်ကဆမ်းမှန်ပါဆိုတော့နိဆန်ဖြစ်ပါတယ်ကျွန်တော်ထပ်တစ်ပိုက်ပါကြရအောင်ဖူရှိကိနာခိုတိုတင်တို့အာရိုကတဲ့နာနီကဖူရှိကိတာတို့အတေရုခါတဲ့ဒီထူးခြားဆန်းကျယ်တယ်လို့ဆိုတာကပေါ့နော်ဘာကထူးခြားဆန်းကျယ်တယ်လို့ပြောတာလေတဲ့အဲ့တော့မြေထားတဲ့အတွက်ရှုဖက်ကတာလွယ်တယ်ခါဆုကူတဲ့အာဆာဟီခိုဆိုတာကဒီရေကန်နာမည်ပေါ့နော်ရေကန်ကတဲ့ဒိုရာအီဘိုနီခီတာတဲ့စီကာခုနေအနီးနာမှာတဲ့ခိုးကန်ကဆိုတာကုန်းမြင့်မြင့်ကပေါ့နော်ကုန်းမြင့်မြင့်ကအာဒီဟီရိုပြီးတော့တိုးတဲ့ဒီကြက်ပြန်ပြောတာပေါ့နော်ခီမိုချီကအင်းတော့တဲ့ဖက်ကန်တဲ့ကောင်းတာကြောင်းနဲ့ဝါခိုင်ခိုလိုခါတာဒီငယ်လေးတွေကနေပြီးတော့ရခုခစ်တဲ့ခီလိုမကြခဏလာပါတယ်တဲ့ဖူရှိကိနာခိုတိုနီးတဲ့ဒီထူးဆန်းဆန်းကျယ်တဲ့ကိစ္စမှာပေါ့နော်နန်တိုဒတ်နေတဲမိုတဲ့ဒီအချိန်ချင်းမေးပေမဲ့လည်းဆွန်နိုဟင်းတော့တန်ခီယာပေါ့နော်အချိန်ချင်းလာခဲ့ပေမဲ့လည်းပေါ့နော်အဲ့ဒီနေ့ရဲ့ရာသီဥတုရဲ့ခီဘိုနီရွက်တဲ့စိတ်ကစားချက်ပုံမူတည်ပြီးတော့တဲ့မိုင်းခိုင်ပေါ့နော်အချိန်ချင်းပေါ့နော်ချီကောက်ခဲရှိခီနီတရားခုတို့ကတက်ခီတို့ဒီမတူညီတဲ့ရှုခင်းတွေကိုတွေ့နိုင်ပါတယ်ပေါ့နော်ဒီရာသီဥတုလို့ဒီစိတ်ခံစားချက်တွေပေါ်မူတည်ပြီးတော့ပေါ့နော်အဲ့တော့ထူးခြားဆန်းကျယ်တာကဘယ်ရဖြစ်မလဲကြည့်အောင်နန်ခိုင်ခီတဲမိုအာခိနိုင်ခိုတို့အချိန်ချင်းလာပေမဲ့လည်းအာခိနိုင်ဆိုတာမငင်းငွေတာအေးပါရှောင်းနာနော်နိဒီကောင်းတဲ့ရာသီဥတုပေါ့နော်စမဆန်ကောင်းတဲ့နေရာဖြစ်ပေမဲ့ပေါ့နော်ဟီတိုကစုခုနိုင်ခိုတို့လူနိုင်တဲ့ကိစ္စတဲ့အစ်ဆုမိုခဲရှိခီကစီကတဲမီရဲခိုတို့အမြဲတမ်းဒီရှုခင်းကမတူညီတဲ့နဲ့မြင်ရတဲ့ကိစ္စဆိုတော့အဖေမှန်ကစမ်းပန်เนาะအများတန်းဒီရှုခင်းကမတူညီဘူးပေါ့เนาะရာသီဥတုကြောင့်တော့၎င်းဒါမှမဟုတ်လည်းဒီခီမိုချီကခီဘွန်ဆိုတာကတည်းကဒီစိတ်နဲ့ပတ်သက်တယ်ပေါ့เนาะအဲ့ဒါတွေကြောင့်ဒီကြည့်ရတဲ့ညီငွေကမတူဘူးပေါ့เนาะအဲ့ဒါကိုပြောချင်တာဆိုတော့ဟုတ်ပြီရုံးပန်ជីဘုံကခိတာတိုခီနီတန်ခိကယခုခါဝါတို့ကိုတူလာတဲ့အချိန်တွေမျိုးမှာပေါ့เนาะကိုလာတဲ့အချိန်တွေမျိုးမှာဒီရာသီဥတုကပြောင်းလဲသွားတဲ့ကိစ္စတွေအဲ့တော့ဒါမှပြောင်းလဲတာမဟုတ်ဘူးလေနော်။ तू ချိန်ချိန်လာတဲ့အချိန်မှာ तू ဟာ तू တဘာဝလေးကပြောင်းလဲနေ။ तू လာတော့မှဒုံကနေရာသီဥတုရပြောင်းလဲသွားတာမျိုးပြောချင်တာမဟုတ်ဘူး။အဲဒါကြောင့်အဖြေကရှုစမ်းမှန်ပါ။နောက်တစ်ခုဒိုခိစတာတိုအာတို့ကနားဆယ်ခါဒီရင်ခုန်နေဆိုတာကဘာကြောင့်လဲတဲ့။ဟုတ်ပြီနော်။ဟာချီမဲတဲ့ခွန်းတို့တဲ့ခွန်းတို့ခုနေတဲ့ဒီပထမဆုံးချိန်ပေါ့နော်ဒီရေကန်ကိုတဲ့ခိတနောင်ကလာခဲ့တော့ကပေါ့နော်ခိုးဆဲတော့ဒုခိနောခိုတို့တာဒီထက်တန်းကြောင်းသားပဲဖြစ်ပါတယ်တဲ့။အားတို့ခိအဲ့ဒီနေ့မှာတဲ့တိုမိုတာချစ်ကတငယ်ချင်းကတဲ့ဘိုက်ခုရီယောကိုနီအီကိုဆိုင်ငယ်စီးပြီးသွားကြရအောင်လို့တဲ့အီတာရှတာပြောခဲ့ပါတယ်တဲ့။ဆိုရတဲ့အဲ့ဒါကြောင့်ရဆွမီနော်ဟင်းနီဒီပိတ်ရမှာပေါ့နော်။စီဆူတိုအိုနီဂီရီယိုမတဲဒီမြေပုံနဲ့ပေါ့နော်အိုနီဂီရီဆိုထမင်းလုံးကိုယူပြီးတော့ထမင်းဆက်ကိုယူပြီးတော့ပေါ့နော်။အီခိဆာခိမိုတောင်းမဲ့နေရာကိုခိမဲဆွနီမဆုံးဖြတ်ဘဲနဲ့ရှုပ်ပတ်ဆွတ်တာနော်ဒါတဲ့ဒီထွက်ခွာခဲ့ပါတယ်ပေါ့နော်။ဘိုက်ခုဝါရဲ့စူကခုတဲ့ရှိခဒီစူကခုကចောင်းသားចောင်းညံကလွဲပြီးတော့ဗောနော်စကာတာခုတို့ကနောက်ခုအသုံးမပြုတဲ့အတွက်ကြောင့်ねတိုခုနိအခုနော်ဝါဟာဂျီမဲတဲ့တတဒီအဝေးကိုသွားတာကတော့ပထမဆုံးပဲဖြစ်ပါတယ်ဒီဆိုင်ကနေသွားတာဗောနော်ဂျီခိုရဒိုရိုင်ဘူရူကတဲ့ဒီ accident နေဗောနော်ဂျီခိုတွေဒီ drive မောင်းတာတွေကတဲ့ okay နိုင်တာတော့ခါတဲ့ထိုရာဘူးလို့ဆိုတာစမဆန်ပြဿနာကိုပြောတာထိုရာမဟုတ်နော်ထိုရာလို့ဒီမှာရေးထားတယ်ထိုရာဘူးလို့ဆိုတာဒီပြဿနာတွေကတဲ့ okay နိုင်တာတော့ခါပဲဖြစ်လာခုမဟုတ်လားတဲ့何が楽しいことが待っているに違いないတခုခုဒီပြောစင်စရာကိစ္စတွေကစောင့်နေမယ်ဆိုတာမမားနိုင်ဘူးတဲ့နောက်ဆိုသူအမွေးနာကအဆရှိဖြစ်မှာနော်တွေးနေတဲ့ဒုကိစတန်နော်အိုဘွဲတဲ့အီရိုတဲ့ဒီရေခုန်ခဲ့တာတွေကိုမှတ်မိနေပါတယ်တဲ့ဆိုတော့ဘယ်ဟာဖြစ်မလဲကြည့်အောင်ခိုးမတဲ့နော်မီချီကိုခီချင်းတို့ရှိတာပဲတဲ့အိုခါနာခတာခါရဖြစ်နိုင်လားရှာဖွေမထားခဲ့တာကြောင့်လည်းလမ်းကိုတိတိကျကျမရှာဖွေထားခဲ့တာကြောင့်မဟုတ်ဘူးเนาะဓာတ်ဖိုးနော်ခိဆုကူတဲ့ဒီကျောင်းရဲ့ဒီစီမင်းစိတ်ကနေမှာစိတ်တို့တက်ခဲ့တဲ့ရီယိုကိုရှ်တဲဝါအီခဲနာခတာခါရာဒီတပည့်တွေကြီးပဲခီးသွားလို့မရတဲ့ကိစ္စကြောင့်ねမဟုတ်နော်ဤတော့ရနာဟီတိုတို့တဲ့အောင်တော့ကတနုရှိမိတတ်ခါရာအမျိုးမျိုးသားလူတွေနဲ့တွေ့ဆုံရမှာဖြစ်ဟိုတဲ့ဒီပျော်ရွှင်တဲ့ကိစ္စတဲ့တွေ့ဆုံမှုပျော်ရွှင်တဲ့ကိစ္စတဲ့မဟုတ်ပါဘူးဟာဂျီမဲတဲ့ဘိုက်ကူတဲ့ပထမအောင်ဆုံးတဲ့ဆိုင်ကဖြင့်ရီယိုကိုဆူရုခိုတိုနီဒီခီးသွားဖို့ကိုဖူအန်ရဒီစိတ်ကလည်းနည်းနည်းတော့ကရောက်နေရပါတော့ခိတိုင်းကအိုခိခတ်တခါရာ
စိတ်ကလည်းပူတယ်စိတ်နဲ့နေပါလေရှိမှဆိုလို့စိတ်တော့ပူတယ်ပြဿနာတွေပါဖြစ်နိုင်လားဆိုပြီးစိတ်ပူတယ်ဒါပေမဲ့တစ်ဖက်မှာလည်းအရန်ကိုပျော်ရွှင်စရာတွေစောင့်လင့်ရှိနေမလားဆိုပြီးတော့သူမျှော်လင့်နေတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒါကြောင့်မလို့အဖြစ်မှန်ကရှုံးမှန်ဖြစ်ပါတယ်ဟိရှာဝါခွန်တို့ဘိုက်ကူဒီရောကိုနေဆွေတဲ့တို့တေဒုက္ခတဲ့စာရေးသူကတော့ဒီဖိုင်ကယ်နဲ့ခီးသွားတာနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောပါသလဲတဲ့ဖတ်ကြည့်မယ်အဲ့တော့ဟီရိုနဲ့ဟီရိုဆူဂီနီခီတာအာဆာဟီကိုဝါတဲ့ဒီနှစ်နယ်ကိုကြော်လွန်ပြီးတော့ရောက်ခဲ့တဲ့ပေါ့နော်အာဆာဟီရေကန်ကတဲ့ဒိုင်းယောနော်ဟီခါရီကိုဟာဘီတဲဆိုဒီနေအောင်ပြောတာပေါ့နော်နေအောင်ဟီအာဘီတဲခီရာခီရက်တေတို့ဆိုတောက်ပနေတယ်ပေါ့နော်မီဆူမီတဲဆိုတော့နာမည်နဲ့မတွဲဘူးဆိုတော့သူ့ကိုမီဆူမီလို့ဖတ်မယ်ပေါ့နော်ရေကန်ကိုပြောတာဆိုတော့မီဇူမီတဲ့ရှာရှင်ကိုတို့တာဒီဓပုံရိုက်လိုက်တဲ့ဟိုခါနော်ခန်းခုဖြောက်ခုတို့ဟာနာစတာဒီအခြားသောဒီခီးသောဧည့်သည်နဲ့စကားပြောလိုက်ခါရီနီမိချီနီမာယောတဲ့ရှီရာနိုင်အိုဘာဆန်နီတဆူခဲတာတဲ့တာဒီအပြန်မှာလည်းပဲဒီလမ်းမသိတဲ့ပေါ့နော်အဖွားကိုတဲ့ကိုညီပေးလိုက်နေတဲ့ဝါတာရှိနေတို့တဲ့ကျွန်တော်အတွက်ကတော့ရှင်းဆန်းနာရှင်းဆန်းနာဆိုတာလက်ဆက်တဲ့အတွေ့အကြုံပြောချင်တာပေါ့နော်ဒီ run ဆိုကူတတ်တာဆိုတာလက်ဆက်တယ်ပေါ့နော်သူတို့တော့အသက်တွေဖြစ်နေခဲ့တာမျိုးပြောချင်တာပေါ့နော်ပျော်ရွှင်စရာကောင်းပြီးတော့အသက်တွေဖြစ်နေခဲ့တာမျိုးပြောချင်တာဆိုတော့နောက်တစ်ခုကကျတော့အာဆာဟီကိုနီဝါတဲ့တက်ဆန်တော့အမွေးတဲ့ကအာရူကဒီမှာပေါ့နော်အများကြီးအမတ်တရားတွေရှိခဲ့ပေမဲ့အာရူဟီနော်မီဆူမီအာရူဟီနော်မီဆူမီနော်ခါခီဝါတဲ့အစ်ရှောဝါဆူရတာတဲ့နိုင်မို့လို့ဒါတစ်သက်လုံးတော့မေ့နိုင်မယ်မထင်ပါဘူးတဲ့အဲ့ဒီရဲ့ပုံရိပ်ကိုပေါ့နော်အဲ့တော့ဖတ်ကြည့်အောင်တက်ခီမိုရှောကိုရာသီဥတုလည်းကောင်းတယ်။ဤတော့ယောနာဟီတိုနေတရားရဲ့တဲ့သူတဲမူတာလို့ရှိခတ်တာအမျိုးမျိုးသောလူတွေနဲ့ဆောက်တွေ့ပြီးတော့အရန်ကိုပျော်ရွှင်ခဲ့တယ်။ဒီ bike ခုနဲ့သွားတဲ့ဟာပေါ့နော်။ဆိုတော့အပြင်မှာငါ AC ပဲမှာ။ဒီပန်လေးဆက်ပြီးဖတ်ကြည့်မယ်။ယောဆိုဒီမှာဆက်ယောဆိုစတာတိုဒီထင်ထားခဲ့တဲ့အတိုင်းပေါ့နော်။ထိုရာဘူရူကတက်ဆန်အတ်တဲ့တိုင်းဟန်တတာဒီပြဿနာတွေအများကြီးကြုံရပြီးတော့အဆင်မပြေဘူးတဲ့။စီကောင်းနော်။နောက်တစ်ခုခွန်နိုရီယောကိုခခခဲနေဒီခီးသွားတဲ့လမ်းမှာပေါ့နော်တော်လိုက်စားမှာရှေ့ဆန်တော့စူပါလာရှေ့ဆက်ကဝါခါတာတဘာဝရဲ့ဒီထူးခြားမှုတွေကိုနားလည်ခဲ့တယ်အဲ့လိုမပြောတော့ပါဘူးခါဆကူရီယောကိုဆူတို့မိသားစုနဲ့ခီးသွားမယ်ဆိုရင်အစ်ဆုမခွန်နိုဘိုင်ကူရီယောကိုတော့ကိုတို့အမွေတာဆိုအမြဲတမ်းပေါ့နော်ဒီမိသားစုနဲ့ခီးသွားလိုက်ပေါ့နော်အမြဲတမ်းဒီဆိုင်ကယ်နဲ့ခီးသွားတဲ့ဟာကိုတတိယနေတယ်တဲ့မဟုတ်ပါဘူးเนาะဒါကြောင့်မို့အဖြေမှန်ကစန်ယွန်အချီပဲဖြစ်ပါတယ်မွန်တိုင်းတို့ခုမှဆိုရင်တော့ရှုကပို့စာတစ်ပုတ်တည်းပါမယ်ပြီးပြီဆိုရင်မေကုန်းကတော့၄ခုပါမယ်ပေါ့เนาะအဲ့တော့အချီမှန်လေးဖတ်ကြည့်အောင်ခုနိုယောနာမေဘူးစုတူဝါတဲ့ဒုနိုယောနာမေဘူးစုကအဲ့တော့ဒီလိုမျိုးပေါ့เนาะမေဘူးစုဆိုတာကကျတော့ဒီ famous ကြော်ကြားတာမျိုးကိုပြောတာပေါ့เนาะကြော်ကြားတယ်ဆိုတာကတဲ့ဘယ်လိုမျိုးကြော်ကြားတဲ့အရာမျိုးလဲပေါ့เนาะအဲ့တော့ဖတ်ကြည့်မယ်မာရဆွန်တိုင်းခိုင်ချီဆူမာဆူရီတဲချီနာကွန်တက်စတိုတဲချီနာဆိုတာကမြင်းလဲပြိုင်ပွဲတွေကိုပြောတာပေါ့နော်မာရဆွန်ဆိုတာတော့မာရသွန်ပြောတာအဲ့တော့ဒီဟာတွေပေါ့နော်အစားရှိသဖြင့်ဆိုပြီးတော့သူဒီမှာဆက်လေးခံထားတယ်ပြီးရင်ဂျူမင်းရဲ့ယောရုချီဆာနာ event တို့ရအဲ့ဒီဂျူမင်းဆိုတာနေထိုင်တဲ့သူတွေအတွက်ပေါ့နော်တင်းငယ်တဲ့ event တွေနောက်ရှုမိဆိုတာဝါသနာတွေနဲ့ဆာကူရိုကကာစတိုကတဲ့ဝါသနာပါရဲပေါ့နော်အဖွဲ့အစည်းတွေဆာကူရိုစိုက်ကယ်ကိုပြောတာပေါ့နော်အဲ့တော့ဆိုင်ကယ်ဆိုတော့ရှင်မောင်းတဲ့ဆိုင်ကယ်ကိုပြောတာမဟုတ်ဘူးเนาะအသင်းအဖွဲ့တွေကိုပြောချင်တာဆိုတော့မာချီနော်တဲ့မေဘူဆွတ်တို့ရောပါတယ်လို့ဟိုတို့တဲ့မျိုးရဲ့ဒီကိုစားပြုပေါ့เนาะဒီခေါ်စင်းခံရလောက်တဲ့အထီတဲ့အိုခီကူဟီရူကာတို့ဖို့တို့ကအားတို့ဒီကြီးမားတဲ့ကြက်ပြတ်မှုတွေရှိပါတယ်တဲ့အဲ့တော့ဒါလေးကကြောက်လို့ရှိသူ့ရဲ့မျိုးတော်ကိုပြောတာပေါ့เนาะဆိုတော့ဒီအစားသဖြင့်ဟောနော်ဒီပွဲတော်တွေကဒီမျိုးရဲ့နာမည်ကြီးတယ်ပေါ့နော်ဒီကိုစားပြုတ်နေတဲ့ခွာလာအောင်ကြက်ပြတ်နေလို့ပြောချင်တဲ့ပုံစံမျိုးပေါ့နော်အတူချိုးအောင်မယ်ထုံးရမယ်ဆိုရင်တော့ပေါ့နော်ဆိုတော့ဒီလိုမျိုးတွေမှာလည်းပဲခွန်တော်ရောနော်မေဘူဆုကဒီလိုမျိုးမေဘူဆုတွေကတဲ့အားလို့ရှိပါတယ်တဲ့အဲ့တော့ရှော့ကတ်ဆဲမူလာရင်ကြောင်းတာပေါ့နော်အိုရခုဘာရဲပိုရူတဲ့ဘာရဲပိုရူဟီကာရီကပ်ပူပေါ့နော်ဟီကာရီကပ်ပူကတဲ့ဟာကပ်ပူတာအဲ့တော့ခေါနမောဒီနဲ့လည်းပဲတဲ့ခန်းတော်တဲ့ကန်ရှော့ခရိုင်ပြောတာပေါ့နော်ဆိုတော့ခရိုင်ရဲ့အတွင်းပြင်ကိုပြောချင်တာဆိုတော့156တင်းအောင်ပါနော်ဟီယာခုကိုဂျူရခုချီမူတာ156တင်းအောင်ပါတဲ့ထွက်ပေါ်လာတဲ့ဟာမျိုးပြောချင်တာပေါ့နော်ဆိုတော့2ရက်လောက်ကြာဖူဆုခခဲဆိုတော့2ရက်ကြာပေါ့နော်ယွန်ဆန်ချင်မိုနော်ယွန်ဆန်ချင်မိုနော်တို့ကတဲ့ဒီဒိုရှိယိုအိုဒိုဆူရတာလာရောက်လည်းပဲစီရပေါ့နော်ပုံမှန်ဆိုတော့ဒီ156တင်းထပ်ပေါ်လာခဲ့ပြီးတော့ဒီ2ရက်အကြာမှာဆိုရင်တော့လူပေါင်း400လောက်ကဒီမျိုးကိုတစ်ချိန်တည်းမှာပဲပေါ့နော်လာရောက်လည်းပဲခဲ့ကြတယ်လို့ပြောတာဆိုတော့မိကုန်းကဖြေလို့ရပြီပေါ့နော်အဲ့တော့အချီဘန်ဇန်ကိုကူနီဝါရှိရတဲ့တဲ့ဤလူယူမေနာစပိုဆိုတိုင်ခိုင်တိုင်းပြည်တွေအားလုံးပေါ့နော်နိုင်ငံအသီးသီးကတည်တဲ့ဒီနာမည်ကြီးတဲ့စပိုဆိုတိုင်ခိုင်တဲ့နောက်
အိုယာကိုတဲ့ဆန်ကဆူစပို့စတိုင်ခိုင်ဒီမိဘနဲ့တာသမီးပဲပါဝင်တဲ့စပို့စပွဲတွေနောက်ရှီမင်းတာခဲကဒီမြို့သူမြို့သားတွေပဲပေါ့နော်ဆန်ခတဲ့ခီတို့ပါဝင်နိုင်တဲ့ပါဝင်ဆွမ်းနိုင်တယ်ပေါ့နော်တခုပဲဆွမ်းနိုင် event တို့ထူးခြားတဲ့ event တို့တွေမာချင်နော်ဟီတိုပီတိုကခါဆွတ်တို့ခါတာအိုခိခုနတ်တာ event တို့လူတွေရဲ့ဒီတူတယောက်ချင်းစီရဲ့လှုပ်ရှားမှုတွေကနေပြီးတော့ကြီးမားတဲ့အထိဖြတ်လာခဲ့တဲ့ event တို့ဆိုတော့အပြေမှန်ကရှုံးမှန်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ခိုခိုတဲ့ EU ဒီနေရာမှာပြောမဲတဲ့မာချီကိုခိုရှ်တိုဝါဒွန်နိုယောနာမွန်နိုခါတဲ့ဟုတ်ပြီနော်ဘယ်လိုຢာမျိုးလဲအဲ့တော့ခိုရိုတိုင်းခိုင်ဝါတဲ့ဒီပွဲတွေကပေါ့နော်ဘာရဲဘောရိုနော်ရှီမင်းဆာကူရူကရှော့ကခိုးနော်ခရာဘူတိုဒီမူလာရဲဂျက်ကလတ်တွေနဲ့ခိုးယူရှီယာယူအစ်တာနော်ကတဲ့ဒီဆွေးနွေးဖို့လည်းပေါ့နော်တောက်ခဲ့ပြီမဲဟာဂျီမာရီတာတောက်ခဲ့တာကတော့ဒီအစပဲပထမဆုံးပဲဖြစ်ပါတယ်ပေါ့နော်ဟာဂျီမဲကအစကတော့တဲ့ဆန်ခဂျူးစီမွန်နော်စီဆာနာဒိုင်ခိုင်တတ်တာကအစကတော့ဒီပါဝင်မဲ့7တန်းလောက်ပဲရှိတဲ့ဒီပွဲသေးသေးလေးဖြစ်ပေမဲ့ပေါ့နော်ခွန်နိုဒိုင်ခိုင်ယိုဟီရိုမဲရုခိုတိုတဲ့ဒီဒိုင်ခိုင်ကကျေပြတ်သွားပြီးတော့မာချီအိုခိုရှိကဆိုတာကကြတော့မြို့ကိုပြန်လဲအသက်သွင်းတဲ့ဟာမျိုးပေါ့နော်ဒက်ခီနိုင်ခါတို့လုံနိုင်မလားဆိုပြီးတော့တဲ့ဆာခိုရိုနော်မန်မာတာချီဝခန်ငါရတာဒီဆာခိုရိုမှာရှိတဲ့ဒီမန်မာတွေအားလုံးကတွေးခဲ့ပါတယ်ရှော့ထားကိုလည်းဖြေလို့ရပြီပေါ့နော်အဲ့တော့ဒိုင်ခိုင်ယိုအိုကိုနာကိုတိုတဲ့ကြီးကျင်းမာတဲ့မှာပေါ့နော်မာချီယိုအိုတိုဆူရဲလူဟီတိုဖီယာဆူတဲ့မြို့ကိုဒီပြန်လဲအသက်သွင်းမဲ့သူတွေကိုတိုးဝလာတယ်ပေါ့နော်ဆိုမှဆန်ရှော့နိဗန်ကကြတော့မာချီနော်ဘာရဲဘိုရူချီမိုတဲ့ဒီမြို့ရဲ့ပေါ့နော်ဒီဘာရဲဘိုရူအသင်းကြီးကိုဆူယောချီမိုနီဆူတန်မာအကောင့်နဲ့အသင်းဖြစ်အောင်လုပ်တဲ့ဆာကူရူတို့ဒီဆာကူရူနဲ့ရှော့တန်တို့ဆိုတာဆိုင်နေနေကပေါ့နော်မာချီနော်အတာရာရှိမစတူဒီယိုစကူဒူဒီမျိုးရဲ့ပွဲတော်တက်တီကိုပြုလုပ်တယ်ဆိုတော့ဆမ်မန်ကတော့မပါဘူးเนาะအဲ့ဒီကြောင်ရတယ်မပါသေးဘူးဟာဆွတ်တို့နိုင်ယောဖီယက်တေဒီတိုးဝအောင်လုပ်ပြီးတော့ဗောနော်ဆာကူဒူနော်နာမအေကိုမာချီနီဟီရိုမဲတို့ဒီအသင်းရဲ့နာမည်တွေကိုမျိုးမှာပြန်ပွားအောင်ကျေပြအောင်လုပ်တယ်ဆိုတော့အဖေမှန်က ichi ဘန်မှာနောက်တစ်ခုအဲ့တော့နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဒီနောက်ကကြတော့ဆိုစွတာ area ခန်းကြီးလေးပေါ့နော်ခန်းတန်းပေါ့နော်ခန်းတန်းကြီးတန်းကဘာဆိုတဲနဲ့ on နဲ့ပေါင်းတဲ့တန်းပေါ့နော်နတ်တေအီရူတိုအာရူကတဲ့ဆိုရဲဝဒိုရှ်တေတာတိုအတေအီရူကအဲ့ဒါကဘာကြောင့်လို့ပြောတာပါလေတဲ့ဘာကြောင့်လို့ပြောလဲပေါ့နော်ဘာကြောင့်ဖြစ်တယ်လို့ပြောတာလဲလို့မေးချင်တာပေါ့နော်ဟုတ်ပြီဆိုတော့ဖတ်ကြည့်မယ်ဒီမှာဆိုရင် short term がいにどれをこう呼ばかけてもなかなか答えてもらえずဟုတ်ပြီနော်အဲ့တော့ဒီ short term ကဆိုတာကကြတော့ဒီ sign တွေကိုပြောတာပေါ့နော် sign တွေရှိတဲ့ဒီမျိုးတွေမှာどれをこう呼びかけてもなかなかဆိုတာတော်တော်လေးနဲ့ပေါ့နော်答えてもらえずဆိုတာကဒီ答えるကလာတာပေါ့နော်ဆိုတော့တိုက်ခိုက်တိုးစီဆွနော်ဟီရူဝါတဲ့ဒီပွဲကျင်းပမယ်အဲ့ဒီနေ့ရဲ့နေ့လယ်ပိုင်းမှာ open တို့ဆိုတာကကြတော့ထမင်းမှုလေးတွေကိုပြောတာချွမို့ရှုမှာတယ်နောက်ခန်းခိုက်ခါတာဆိုတော့ဒီခရိုင်ပြင်ပကနေပြီးတော့ဗောနော်ချီမှုကအသင်းတွေကတဲ့ရှိနိုင်နီတူမတို့ဆိုတာဒီမြို့ထဲမှာဗောနော်မြို့ထဲမှာတဲခိုတယ်နောက်တော်ယူလို့ဆိုရတဲ့ဆန်ခရူရူစုခုရုခုတိုနေစတာဒီဆန်ခဆိုတာကပါဝင်တဲ့စီမင်းစီကနေကိုပြုလုပ်ခဲ့ပါတယ်ဆိုနိုခက်ခအဲ့ဒီရလက်ကြအိုးခုနော်မစ်ဆေရဒီညားပြတဲ့ဆိုင်နေရဲ့နောက်ဆွေးဆိုကုကန်စမဆန်အိုခုနော်မစ်ဆေရရီယိုကန်နော်ရီယိုကန်နည်းနည်းလေးဝရှိချက်လိုက်မယ်နော်ဆောင်းလုံးနေသေးရောရီယိုကန်ဆိုတာကတဲခိုကန်နေကဒိုရီယိုကုရှ်တဲခူရဲရူမျိုးနီနာတာဆိုတာပူပေါင်းပါဝင်ခဲ့ပြီးတယ်ပေါ့နော်အဲ့တော့ခူရဲဝါအဲ့ဒါကတဲ့နိုခါနီတုတ်တဲမို့နိုခါဆိုတာကလေယာတွေကိုပြောတာဆိုတော့ဒီလေယာတွေလို့နိုခါဆိုတာကဒီလေယာနေတွေပေါ့လေယာတွေပေါ့နော်ဆိုပေမဲ့လည်းဒီကောင်းနေပေါ့နော်လေးတစ်ခုဖြစ်ခဲ့တယ်။အိုဘန်တိုနီကဒီထမင်းဘူးတွေကတော့စပယ်တဲ့အားလုံးဂျီမိုတိုနော်ရှော့ကိုဇာစကာကိုတိုနီနာတေအီရူနော်ဒါဆိုတော့ဂျီမိုတိုဆိုတာကကျတော့ဆွနိုဟီတိုရဒီမှာရေးထားတယ်ပေါ့နော်ဆွနိုခိုတိုနော်ချုပ်ကုဆဲဆိုခန်းခဲနော်အလူတိုကိုလို့ပြောတာပေါ့နော်အဲ့တော့ရှော့ကိုဇာအိုစကာကိုတိုနီနာတေအီရူနော်ဒါတဲ့စားတောက်တွေကိုအသုံးပြုလာဖို့လည်းဖြစ်လာခဲ့တယ်ပေါ့နော်အီမာတဲ့ပါအခုဆိုရင်နော်တိုက်ခိုက်ချူဝါဒီတိုက်ခိုက်တွေပြုလုပ်နေစေတော်တယ်မှာနော်မာချီနီဟီတိုကအာဖရေဆိုတော့မာချီနီဆိုတာကကျတော့ဒီမြို့မှာပေါ့နော်ဟီတိုကအာဖရေဆိုလူတွေကများတာမျိုးပြောတာမာဆိုရီနော်ယောနာပွဲတော်လိုမျိုးပဲနီဂီယာခါဆာတာပွဲတော်လိုမျိုးစီကာခဲ့တယ်လို့ပြောတာပေါ့နော်ဆိုတော့ဆက်ဖတ်ကြည့်မယ်ရှီအိုင်းနော်ခါရီနီတဲ့ဒီပွဲကနေပြီးတော့ပေါ့နော်ပြိုင်ပွဲကနေပွဲတွေကနေပြီးတော့ပြန်တဲ့အခါမှာဆိုရင်တော့တဲ့ရှိနိုင်အိုခန်းခိုရှ်တဲ့ခိုင်ရူဟီတိုမိုအီတဲ့အိုအီပေါ့နော်ဒီ
ချိနာရှာမျိုးရင်းကိုတဲ့ဒီလေပတ်တဲ့သူတွေလည်းများတယ်မာချီအိုခိုရှိဝါဒိုင်းဆဲကိုတာဆိုတာဒီမျိုးကိုပြန်လဲအသက်သွင်းတာကတော့အရန်ကိုအောင်မြင်ခဲ့ပါတယ်လို့ပြောတာဆိုတော့ဒီမှာဖြေလို့ရပြီပေါ့နော်အဲ့တော့ AC မှာဆိုရင်စုခုတာခုမဲရပြုလုပ်ခဲ့တဲ့ဒီခုမဲဆန်နေရင်နောက်ရာဆိုင်ဆိုတာကကြတော့အသေးငံတွေကိုပြောတာပေါ့နော်ရာဆိုင်ကိုဒီရောက်ခံတော့ဆိုတာကတဲခုကန်နေရရှော့ခုကြည့်တဲ့ဒီအစားတောက်မှာပေါ့နော်စုခတဲမူရာရဲ့ဒုက္ခတာဒီအသုံးပြုနိုင်တဲ့အတွက်ကြောင့်မလို့တဲ့ဟုတ်လားမဟုတ်ဘူးနော်ဆိုတော့နောက်တစ်ခုကြည့်အောင်အိုးခုနော်ဟီတိုနေလူတွေအများကြီးကတဲ့ဂျီဘွန်တော်စုခုတမွန်လို့ကိုယ်တိုင်ပြုတ်လုခဲ့တဲ့အရာကိုပေါ့နော်ကိုယ်တိုင်ပြုတ်လုခဲ့တဲ့အရာတွေကိုတဲ့စဘဲတဲ့မူရာရဲ့ဒုက္ခတာဒီစားနိုင်တဲ့အတွက်ကြောင့်မလို့တဲ့ဆိုတော့နောက်တစ်ခုထပ်ကြည့်ရအောင်အဲ့တော့အိုဘန်တိုနီဒီထမင်းဘူးတွေမှာပေါ့နော်အိုဘန်တိုနီတဲ့မဲဆူရာရှိရာဆိုင်နာတို့ကဆိုတော့ဒီထူးခြားတဲ့ပေါ့နော်ဒီအသီးရွက်တွေကတဲ့စုခဝါတဲ့ဤတို့ခါတာအသုံးပြုထားတဲ့အတွက်ကြောင့်ပေါ့နော်ဒီထူးခြားတဲ့အသီးရွက်တွေကအသုံးပြုထားတဲ့အတွက်ကြောင့်မလို့တဲ့ဒီပွဲတော်မှာပေါ့နော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုကြည့်မယ်တိုင်းခိုင်းတော့ခိုင်းကြောတဲ့ဒီပွဲရဲ့ပေါ့နော်ခိုင်းကြောနေရာမှာပေါ့ဂျီမွတ်တော်နိုးဆန်ဘူးဆိုတာကလေယာထွက်ပစ္စည်းတွေကိုပြောတာဥရုခုတုကတက်ခီရုခါတာလေယာထွက်ပစ္စည်းတွေကိုရောင်းနိုင်တဲ့အတွက်ကြောင့်မလို့တဲ့ဟုတ်ပြီအဲ့တော့ဘယ်ရဖြစ်နိုင်လဲအချင်းနေဆန်ရုံတွေကဝိုင်းပြီးစဉ်းစားပေးမယ်ဆိုတော့ဒီပုံလေးကတော့နည်းနည်းလေးခက်တဲ့အထဲမှာတော့ပါတယ်ဆိုတော့တစ်ချက်လေးစူးစမ်းပြီးတော့စဉ်းစားကြည့်ပေးမယ်တရားဖြစ်နိုင်တယ်အဖြစ်မှန်ကနေပဲเนาะဒီလူတွေအများကြီးကထန်ကနေပြီးတော့ဗောနော်ကိုယ်တိုင်ဒီပြုတ်လုခဲ့တဲ့အရာတွေကိုတာပဲတဲ့မူရာအဲ့ဒုခါတာစားနိုင်တဲ့အတွက်ကြောင့်မလို့ဟုတ်ပြီเนาะအဲ့ဒါတော့ဆိုရဲဝတ်တို့တဲတာတို့အသေးဒုခါဆိုတော့အဖြစ်မှန်ကဘာလဲဆိုရင်နိဗ္ဗာန်ပဲဖြစ်ပါတယ်ဗောနော်ဟုတ်ပြီဆိုတော့နောက်တစ်ခုကကြတော့ခိုင်ချောနော်တဲ့ခီမူရာဆန်ဝဟုတ်ပြီเนาะကိုလိုတိုင်းခိုင်နေဆွေတဲ့ဒီတိုင်းခိုင်းဒီပွဲနဲ့ပတ်သက်ပြီးတော့ဗောနော်ဒိုးအသေးတို့ကဘယ်လိုပြောရတယ်လဲတဲ့ဖတ်ကြည့်အောင်မီနာဆန်ကတဲ့တန်လို့ရှိဆိုနီတဲ့ပရက်စတဲ့အီတာနောကအီချီဘန်ဥရရှိပျော်ရွှင်ဆုံးဗောနော်မာချီနော်တဲ့ခတာတိုးတဲ့ဗိုလန်တီယာနော်တဲ့ဒီရခုခါရီတဲ့ဆိုဒီ volunteer လုပ်တဲ့သူတွေရဲ့အားရင်တွေကိုပါအကူအညီရယူပြီးတော့ဗောနော်ရိုင်းနာမိုယိုရီနောက်နှစ်တည်းထပ်ဗောနော်ယိုရီဒိုင်ခီနစ်တိုင်းနဲ့ဒီကောင်းတဲ့ဟာမျိုးပို့ပြီးလုပ်ချင်တယ်ဗောနော်ခိုင်ချောနော်ခီမရာဆန်တိုးတဲ့ခိုင်ချောနော်ခီမရာဆန်နဲ့ဆာကူရီနီဝါတဲ့ဖွဲ့စည်းတွေထံလို့ဗောနော်ဆန်ခါရှာခါရာနော်တဲ့အိုရိနော်တေဂါမီကတက်ဖတ်တို့တဲ့အီရိုဆိုတာဆိုဒီပါဝင်တဲ့သူတွေတန်ကနေပြီးတော့အိုရိဆိုကျေးဇူးတင်လာစာတွေကိုဗောနော်အများကြီးတဲ့ဒီရောက်ရှိလာတယ်ဆိုပဲရှီအိုက်ခခတို့ဆန်ခါရှာနော်ခွဲဝဒီပြိုင်ပွဲရဲ့ရလက်နဲ့ပါဝင်တဲ့သူတွေရဲ့အတန်ကဆာကူရူနော်ဟိုးမှုပဲကြည့်တဲ့ဒီဆာကူရူရဲ့ home page မှာပေါ့နော်ခိုးခိုင်းစားတဲ့ illustrator ကကြတော့ဒီခိုးခိုင်းဖြစ်တာမျိုးပြောချင်တာပေါ့နော်တချို့ဆိုဒီ website မှာရေးကြတာမျိုးတရားမျိုးပြောချင်တာပေါ့နော်ခိုးခိုင်းဆိုတာကကြတော့ဟုတ်ပြီဆိုတော့numbers ကဟိုချို့ဒီမှာ itchy ဆန်ယုံကိုရွှေ့တော့မယ်ပေါ့နော်အဲ့တော့ဒီတစ်ချက်ဒီမှာလာလေးကိုတစ်ချက်ပြန်ပြီးတော့ကျင်းလိုက်မှရမယ်အပြည့်စုံပေါဖို့ဆိုရင်အဲ့တော့ဒီမှာဆိုရင်ခိုင်းချောင်းတော့ခီမလို့ဆန်ကဒီခုနတိုင်းခိုင်းစနိဆွေတဲ့တော့အတေရုခဟုတ်ပြီတိုင်းခိုင်းဟိုတဲ့ဟီရိုခုစတဲမိုတဲ့ကြည့်ကြပြမြန်မနော်ဟီရိုခုစတဲမိုတဲ့မဆန်ဟီရိုခုစတဲမိုရောက်တာမယ်ဒီကြက်ပြန်ဆောင်နေပေါ့နော်ပြန်ပြန်မွားချင်တာမျိုးပြောချင်တာပေါ့နော်တီးဖို့အတွက်တဲ့ home page ကိုစုခုရရတဲ့ home page ကိုပြုလုပ်ဖို့အစီအစဉ်ပဲဖြစ်ပါတယ် no မဟုတ်ဘူးနော်မချင်တော့ဟီရိုတာချီနေပါဒီလူတွေရဲ့မျိုးကလူတွေထံတော့ဗောနော်ဆိုပြီးတော့တိုင်းခိုက်တယ်မို့နောက်ထပ်ဒီတိုင်းခိုက်တွေဖြစ်ဖြစ်ဇဲရီတို့ရခုတဲ့ဟိုရှိဆက်ဗောနော်ဒီပါပြီးတော့ပေါင်းပါဝင်စေချင်တယ်ဆိုတော့အဖေမှန်ကနိဗ္ဗာန်ဒီမှာသူရေးထားတယ်လေနော်နောက်နှစ်တည်းလည်းပဲဒီထက်ကောင်းတဲ့ဟာပွဲမျိုးကိုလုပ်ချင်ပါတယ်လို့ပြောသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဖေမှန်ကနိဗ္ဗာန်ပဲဖြစ်ပါတယ်ဒါပေမဲ့သရှိုးကတေချာအောင်လို့တော့နောက်ထပ်နှစ်ခုကိုထပ်ပြီးတော့ဖတ်ဖို့လိုသေးရပါတော့နောက်ထပ်အဖြေလေးကိုလည်းတေချာ confirm ဖြစ်အောင်လို့ဖတ်ထားဖို့လိုတယ်အဖြေတွေ့ပြီဆိုရင်သရှိုးရက်ထိုက်လို့မရဘူးပေါ့နော်သူထပ်ပို့ပြီးနီးစက်တဲ့တိကျတဲ့အဖြေတွေလည်းရှိကောင်းရှိနိုင်တယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာကြည့်မယ်ဆန်ခါစတာဟီတိုပါဝင်ခဲ့တဲ့သူတွေကပေါ့နော်တိုင်းခိုင်းနော်ခန်းဆိုးတဲ့တဲဂါမီနီခိုက်တဲ့အခုတဲ့ဟိုရှိဒီစာထဲမှာပေါ့နော်ရေးပေးစီစဉ်တယ်မဟုတ်ဘူးနော်ဒိုနိုရှိုင်းမိုယောခတာနော်တဲ့ခါချီမ
KO ခိမဲတာခုနာခတာဆိုတော့ဒီအနိုင်ရှုံးကိုမဆုံးဖြတ်ခဲ့ဘူးဆိုတော့ဒါတွေမဟုတ်ပါဘူးဖြေမှန်ကနေပဲမှာနော်ဆိုတော့ဒီစကားလုံးလေးကကျတော့လည်းရှို့ဒီ note ကလေးမှာတစ်ချက်မှတ်ထားပေးပါတန်တုံးမဟုတ်စမတ်တန်တုံးမဟုတ်ဘူးနော်သူဟာဟိုဆန်ဆဲနဲ့ on နဲ့ပေါင်းတဲ့ဆန်တန်လို့ခေါ်ပါတယ်ဆန်တန်ဆိုတာကကျတော့လည်းရှို့ဒီလူသိရှင်ကြားကြော်ညာတာတွေဟိုဖြန့်ချီတာတွေပြောတာပေါ့နော်ဆန်တန်အဲ့တော့ဒီပုတ်လေးကိုလည်းရှိပြန်ရှင်းလိုက်မယ်နော်တိတ်ပြီးတော့မရှင်းပါဆိုလို့ဤစန္ဒနေနတေဤရုတိုအာရုကာတဲ့ဒီကောင်းတဲ့ပေါ့နော်ဒီလူသိရှင်ကြားဖြန့်ချီတာလို့ဆိုတာကနဆိုရဲဝတ်ဒိုရှတေတာတိုအတေဤရုကာအဲ့ဒါကဘာကြောင့်လို့ပြောတာလဲဘာကြောင့်လဲပေါ့နော်ဘလို့အကြောင်းကြောင့်ပြောတာလဲပေါ့နော်အဲ့ဒါဟာလေးကိုလည်းရှိတစ်ဆက်ပြန်ရှင်းလိုက်မယ်ပေါ့နော်ဒီမှာဒီစန်ဂျူရောခုပါလေးတိတ်မရှင်းလိုက်ပါဆိုလို့အဲ့တော့သူ့ရဲ့အနိုင်တစ်ဝိုက်ကိုလည်းရှိပြန်ရှင်းလိုက်မယ်short time ခိုင်နေတဲ့ဒိုရီယကိုရောဘိခခဲ့တဲ့မူရောဘိခခဲ့တဲ့မူနခနခကိုတာရဲ့တဲ့မူရာရဲ့စုတဲ့ပထမတစ်ချက်ကကြတော့ဒိုင်ခိုင်တိုးကျဆွနော်ဟီရိုကအိုဘန်တိုတိုချူမွန်ဆူလူနှစ်လယ်ပိုင်းမှာဆိုရင်တော့ထမင်းဘူးတွေကိုဒီမှာတယ်မြို့ရဲ့ပြင်ပကနေပြီးတော့အသင်းတွေကလည်းဒီမြို့မှာတဲတယ်ပေါ့နော်အဲ့လိုဆိုရက်ဒီစန်ခရူရူစီမစ်စကန်တွေကိုပြုလုပ်ခဲ့တယ်အဲ့ဒီရလက်ကြောင့်ဒီအများကြီးစိုက်နေအများကြီးနောက်တက်ခုကန်နေအများကြီးကလည်းပူပေါင်းပါဝင်ဖြစ်ပေးတယ်ဆိုတော့တနည်းအားဖြင့်တော့လက်ရှိအိတ်ခံကျွေးမွေးတာတို့တက်ခိုတာကိုလုပ်ပေးတာအဆင်ပြေအောင်လုပ်ပေးတာမျိုးပေါ့နော်အဲ့လိုမျိုးပြောချင်တာဆိုတော့ခိုတယ်ဝါတဲ့နိုခါနီတွတ်တယ်မို့ပေါ့နော်ဤစိတ်တန်နီနာတဲ့ issue ဆိုတာကကျတော့ဒီကောင်းတယ်ပေါ့နော်ဖြန့်ချီဒီကောင်းတဲ့ပုံစံမျိုးတွေကိုပြောချင်တာပေါ့နော်သူရဲ့အတိတ်ပဲကကြတော့ဆိုတော့အဲ့ဒါလေးကြောင့်လည်းရှိုးဒီဘာကိုယူရလဲဆိုရင်ဒီနိဗ္ဗာန်ကိုရွှေ့ပေးရတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီလူတွေအများကြီးကကိုယ်တိုင်ပြုလုပ်ခဲ့တဲ့စားတောက်တွေကိုလည်းစားတောက်ပြုလုပ်ခဲ့တဲ့စားတောက်တွေကိုတော့တာပဲတဲ့မူရာရဲ့လို့ခါတာစားပေးတာကိုရရှိရတဲ့အတွက်ကြောင့်မလို့ဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့ဒါလေးကိုလည်းနားလည်မယ်လို့ထင်တယ်ဒါဆိုရင်ကရှိနောက်ထပ်တစ်ခုမွန်ဒိုင်နနာပန်ကိုတွားလိုက်မယ်အဲ့တော့မိကြီးနော်ပဲစီကဒီညာဘက်ကဒီဟာကိုကြည့်ပြီးတော့rainbow ryokosha rainbow ryokosha ဆို rainbow ကိုပြောတာပေါ့နော်တက်တန်ကိုပြောချင်တာichiga so no basu so no anai de aru တဲ့ခိုရဲရှုံးတဲ့အဲ့ဒါဖတ်ပြီးတော့ရှစ်တော့ရှစ်စုံမနီခိုတာရဲ့နာဆိုင်အောက်ကမေကုံဖြေပေးမယ်ကိုတာရဲ့ကအချီနီဆန်ညုံခါရမတ်တမယောယမနိုတော့ဆိုအဲ့ဒါဘီနာဆိုင်ဆိုတော့အဖြေကတော့1နဲ့3လေးတွေကနေပြီးတော့အကောင်းဆုံးအဖြေတစ်ခုရွေးချယ်ပေးမယ်ဟုတ်ပြီဝမ်ဆန်ဝါတဲ့ခိုနိုစွမ်းနေစန်ခါဆူရူစမိုရီတာဝမ်ဆန်ကဒီခီးမှာပေါ့နော်ပါဝင်မှုတွေ့ထားတယ်တဲ့ဝမ်ဆန်တော့အားဟိုတယ်ရူနီတိုမာရီဒီရေဘူးဆန်းရှိတဲ့ဟိုတယ်မှာတဲမယ်ဖူဆုခမယ်2ရက်မြောက်နေမှာတော့တဲ့ဆူခီကျော်ရှိဆုနေစန်ခါစတိုင်တို့အမိုတယ်ရူဒီစကိတ်စီတဲ့တမ်းမှာပေါ့နော်ပါဝင်ကျန်တယ်လို့တွေးနေတယ်ရီယိုခိုခိုင်ရှာနီဟာရာဦးရီယိုကင်ဝါအီကူရာကရီယိုခိုခိုင်ရှာမှာပေးချရမယ်ရီယိုကင်ကဘယ်လောက်လဲအခါချင်းငွေဘယ်လောက်လဲပေါ့နော်ဆိုတော့ဒါကတော့သူ့ရဲ့ခေါင်းဆက်လေးပေါ့အဲ့ဒီမှာဆိုရင်ဆွာနာဒီခရီးရဲ့နာမည်ကကြတော့ရက်ခိုပါစုတဲ့အခုဒီညဘက်ဘတ်စကားဖြစ်သွားမယ်ခိတာဘာရာဆူကီဂျောခိတာဘာရာလို့ခေါ်တဲ့ skate စီရဲ့နေရာပေါ့နော်ရှပါဆိုဟီယာကြတော့ easy ကဆိုချူနော်ခင်ရောပြီတလပိုင်းအတွင်းပေါ့နော်တလပိုင်းအတွင်းခင်ရောပြီဒိုရောပြီဒီမှာဆိုရင်ဒီကြီးရပေါ့တလပိုင်းမှာဆို4ရက်ရှိမှ5ရက်ရှိမှ7ရက်ရှိမှဒါတွေကသူ့ရဲ့ရက်တွေပေါ့နော်ဟုတ်ပြီနောက်တစ်ခါကျတော့ဗာလဲဆိုခီယွန်တိုင်ရဲ့အခြေခံဒီခါစင်းငွေကတော့ရမ်းမလောက်လဲဆိုရင်ဆန်အချီမန်ဂေါ်ဆန်ပေါ့နော်ရန်1000ဝဲပေါ့နော်အဲ့တော့ခီယွန်တိုင်ခီနီဖူခုမာရဲရူမိုနိုတဲ့ဒီခီယွန်တိုင်ခင်မှာပေါင်းထားတဲ့ຢာတွေကတော့အိုဖူခုနာဘာစုသွားပြန်ဘတ်ကရှိမယ်ရှုခုဟာကိုတဲခိုစေရှိမယ်ရီဖိုတိုခံရှိမယ်နောက်ယောကုတိုဒီအသုံးပြုမဲ့ကရိယာတွေနဲ့ပေါ့နော်ဝဲအားနော်ရန်သာရူဒီဝက်စာငှားရမယ်ပေါ့နော်ရှောက်ကူဂျီဒိုင်ဝါတဲ့ဒီအစားသောက်ဆေးကတော့တဲ့ခီယွန်တိုင်ခီနီဖူကူမာဆိုတော့အစားသောက်ဆေးကတော့ဒီမှာမပေါင်းတော့ဘူးပေါ့နော် schedule ကကြတော့ဒီတရက်မှာဆိုရင်ဒီ10နိုင်ကနေစပြီးတိုကျိုဟာဆိုထပ်မယ်ခူရူမာကားထဲမှာပဲတဲမယ်ပေါ့နော်နောက်တစ်ခါကျတော့ဒီဖူဆုခမဲကကြတော့6နိုင်မှာဒီ skate ကိုသွားမယ်ပေါ့နော် skate ကြောင့် Kita Bara လို့ခေါ်တဲ့ skate ကြောကိုသွားမယ်ပြီး free time ဖြစ်မယ်ပြီး Kita Hara hotel မှာတဲမယ်အဲ့တော့3ရက်ပေါ့နော်3ရက်ကြာတဲ့ဟာမှာတော့ free time ရှိမယ်ပြီး4နိုင်မှာ Kita Bara skate ကြောကိုထွက်ခွာမယ်ပြီး10နိုင်မှာ Tokyo ကိုရောက်မယ်ဟုတ်ပြီအဲ့တော့ Kita Hara hotel နီးွားတဲ့ onsen မှာအာရီမာဆိုင် Kita Hara hotel မှာတော့ onsen မရှိပါဘူးတဲ့တာတာရှိချွင်းချက်အနေနဲ့ Kita Hara onsen hotel နီး Hanko Suru Koto mo dekimasa အဲ့တော့ Kita Hara
ရေပူစမ်းဟိုတယ်ကိုလည်းဒီရွှေ့ပြောင်းနိုင်တယ်ပေါ့နော်ဆိုတော့ဘာလဲကွာအဲ့လိုအခြေအနေမျိုးမှာဆိုရင်တော့ Q တိုင်းခင်တို့ issue နေဒီ Q ဒီအပေါ်ရန်ထောင်ကရန်တထောင်ဝဲနဲ့အတူတူပေါ့နော်ဇိုခါဒီယိုကင်စထရာကထပ်ပေါင်းငွေပေါ့နော်စန်းစန်းဟို share ခရဆိုင်နောက်ထပ်3000ထပ်ပေးရမယ်ပေါ့နော်အဲ့တော့ရှောင်းရှင်းရှာတော့တာမယ်နော် ski kyoshi ဆိုတဲ့ဒီပထမဆုံးစတင်မဲ့ ski kyoshi ဆိုမှာဆိုရင်တော့ဒီ beginner level ပေါ့နော် beginner level မှာစတင်မဲ့ kyoshi ဆိုကတော့တဲ့စန်းခါစုရုခုတို့ကတက်ခိမှာပူပေါင်းပါဝင်နိုင်ပါတယ်ပါဝင်နိုင်ပါတယ်ပေါ့နော်အဲ့တော့စန်းခါကြီးပါဝင်စိတ်ကတော့ ichinichi nisan ဝါတဲ့တိုးကြီးဆို ski ကျော်တဲ့ oshirai kurasai ဆိုတော့ဒီပါဝင်မဲ့ဖွဲ့ဝင်ကြီးပေါ့နော်ဖွဲ့ဝင်ကြီးပါဝင်ကြီးကတော့တဲ့ဒီတရက်ကိုရန်1000ပဲဖြစ်ပါတယ်အဲ့ဒီနေ့မှာပေးချေပေးပါဆိုတော့အဲ့ဒီနေ့မှာပေးချေရမှာပေါ့နော်ရန်1000ကကြတော့ဒါပေမဲ့သူကဒီခုရီယိုခိုခိုင်ရှာကိုဘာကိုပေးချေရမှာလဲဆိုတော့ပထမတစ်ခုကရန်1000ဝဲခီဟွန်တိုင်ခင်ရဲ့နောက်သူပြောသွားတဲ့ဒီ on san ရေဘူးဆန်းမှာတဲချင်တာဖြစ်တဲ့ကြောင့်ရေဘူးဆန်းမှာတဲဖို့အတွက်တိတက်နောက်ထပ်ဘယ်လောက်ပေးရမလဲဆိုရင်3000ပေးရမယ်ဆိုတော့ပေါင်းလိုက်တော့ဘယ်လောက်လဲ18000ရန်18000ဆိုတော့ဖြစ်မှန်ကနီးပဲဟုတ်ပြီနော်အဲ့ဒီရမယ်လို့ထင်တယ်နောက်တစ်ခုသွားမယ်နောက်တစ်ခုကကြတော့ဒီဘာရာဆန်ကတဲ့တိုမိုဒါချီနော်တဲ့ Ishikawa ဆန်တို့တိုမိုဒါချီတငယ်ချင်း Ishikawa ဆန်နဲ့ပေါ့နော်မဲတို့တဲ့ဆိုလို့စွမ်းနေကိုရှိခေါ်မှုတာမဲဖြင့်ဒီခရီးစဉ်ကိုပေါ့နော်fountain နဲ့ပေါ့နော်ခိတာဟာရာဟိုတယ်ရုနီတိုမာတို့ခိတာဟာရာဟိုတယ်မှာတဲမယ်စကီကျော်ရှစ်စွနဲ့မဆန်ကတ်တန်တို့အုံမတဲ့ဤတို့ဆိုစကီကျော်ရှစ်စွမှာလည်းပါဝင်တယ်လို့တွေးတယ်မိုးရှိခုံပြီးတော့နားရောကတရရှိနောင်ကတို့တဲ့အခါဒီရှောက်လာတင်တာနဲ့ပတ်သက်တဲ့အကြောင်းအရာကပေးဟာလေအမှန်ကန်ပြင်ရလဲပေါ့နော်ဆိုတော့တင်းနဲ့တုံးလေးရွေးပေးရမယ်ဆိုတော့အဲ့အကြောင်းလည်းရှုပ်သည်ဒီဟာကိုဖတ်ပြီးမယ်အိုချမ်းကဆိုတော့ FAH email အဲ့ဒါလေးနဲ့ခေါ်ရှစ်ပါစွန်းတော့နားနိုခါမာရေးမှာတဲ့ဆိုတာဒီထွက်ခွာမဲ့9ရက်နေ့မတိုင်ခင်ပေါ့နော်အိုမိုရှိခုံပြီးခရဆိုင်ဘာလို့ပြရမှာလဲဆိုရင်သူ့အကြောင်းကြားပြဖောင်တင်ပေးရမယ်ပေါ့နော်ရှောက်လာတင်ပေးရမယ်ဒါရင်းနဲ့ဆိုရင်ဒီလိုတင်တဲ့အခါမျိုးမှာဆိုရင်နဲ့ဆွာနာဆိုတာခီးသွားမဲ့နာမည်ဒီခီးရဲ့နာမည်ပြီးရင်ကောရှ့ပတ်ဆိုဒီထွက်ခွာမဲ့နေ့အိုမိုရှိခိုမီရှာဆိုတာဒီထွက်ခွာမဲ့သူတွေရှောက်လာတဲ့သူတွေရဲ့အိုနာမာရဲ့သူ့နာမည်နဲ့စန်ခါစုရုနေစုပါဝင်မဲ့ဥယျာဉ်ပေါ့နော်။အိုတန်ဝဘန်ကောဒီဖုန်းနံပါတ်ပြီးရင်မတ်တာနောက်ထပ်ကတော့ email address ဆို email address ပြရမယ်။ keyword စုရုဒီမျောလဲနေပေါ့နော်တဲကိုတဲချင်နေပေါ့နော်ရှုခွာကိုစာကီယိုတဲ့အိုခါကီကူရာဆိုင်ကိုတဲချင်တဲ့နေအောင်ရေးပေးပါတဲ့။ဒီခိုးတိုင်းခင်ကခီးသွားခချင်းဝင်ကတော့ဂေါ်ရှ်ပါဆွန်တော်မိခမာရဲ့မာတဲ့နေအိုရှိရိုက်ကူရာဆိုင်ထွက်ခွာမဲ့နေ3ရက်မတိုင်ခင်တာဆုံးထားပြီးတော့ပေးစီပေးပါ။ credit card တို့ခင်ခို credit card ဘန်ကွန်ဘီနီတဲ့နော်အိုရှိဟာရိုက်ကခါနိုတက်ဆိုတော့ဒီ company မှာလည်းပေးစီပေးလို့ရတယ်ပေါ့နော်ဖြစ်နိုင်နေရှိတယ်။ဂေါ်ဆွေသိထားမှာခန်းခိုဟိုခန်းရှောကောစန်ခိုခရာဆိုင်ဆိုတော့ယူသွားပေးရမှာကိုပြောချင်တာပေါ့နော်အဲ့တော့ဒီကလေးတစ်ဆက်ပြန်ကြည့်မယ်ဆိုတော့သူရဲ့အချက်အလက်တွေနဲ့ကိုက်ညီတဲ့အရာကိုမလုပ်ပေးရမှာလဲဆိုရင်ရွှေပေးရမယ်ပေါ့နော်အဲ့တော့ easy ban လေးဖတ်ကြည့်မယ်ဆိုတော့ရှိတစ်ဆက် subscribe share လိုက်မယ်နော်အဲ့တော့ဒီမှာဆိုရင်ဆွာနာဆိုတာကကျတော့ဒီခီးရဲ့နာမည်ကိုပြောတာယာခိုဘာစုတဲ့အခုခီတာဘာရာစကီဂျောဆိုတော့တင်းနဲ့သုံးလေးအချင်းနေဆန်ရုံကိုကြည့်လိုက်အားလုံးကအဲ့နာမည်ဖြစ်နေမယ်နော်ဟုတ်ပြီအဲ့တော့ဟုတ်ပြီဆိုရင်နောက်တစ်ခုယူမယ်နောက်တစ်ခုလုပ်မယ်ပေါ့နော်နောက်တစ်ခုကြည့်မယ်အဲ့တော့ရှစ်ပါဆိုရင်ထွက်ခွာမယ်နေ့ကြည့်အောင်တလပိုင်း7ရက်နေ့တလပိုင်း7ရက်နေ့တလပိုင်း7ရက်နေ့အကုန်လုံးကတူနေတယ်ဟုတ်ပြီအဲ့တော့အကောင်လုံးလည်းတူနေရဆိုတော့ရှိုးကနောက်တစ်ခုထပ်ပြီးတော့ကြည့်မှရမယ်။ဘာလဲဆိုတော့ဟိုတယ်တို့တဲခိုမဲဟိုတယ်ကကြတော့သူကကြတော့ဒီမှာကြည့်အောင်သူကခီတာဟာရာဟိုတယ်မှာတဲမယ်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာကြည့်မယ်။ခိုင်ရီယိုကန်နာဆိုတော့ဟိုတယ်တို့တမန်ရီယိုကန်နာဆိုတာကကြတော့ဒီဟိုတယ်နာမည်တမန်မရီယိုကန်တဲခိုကန်နာမည်ပေါ့နော်ခီတာဟာရာဟိုတယ်တို့ရှိမယ်။ဒါကကြတော့ဘာရာယူခိုတဲ့ဆိုတော့ဒါမဟုတ်ဘူးเนาะဒီကမပါဘူးဒီထဲမှာလည်းမပါလို့ဒီမှာလည်းအပေါ်မှာလည်းသူမပြောတာအောင်နောက်တစ်ခါကျတော့ခီတာဟာရာဟိုတယ်လို့ပဲဒီမှာကျတော့ဘာရာယူခိုရှိမယ်အီရှီဂါဝါမီတိုရီရှိမယ်ဒါတွေကဒီနှစ်ခုလုံးမှမပါဘူးเนาะဒီမှာလည်းလုံးဝဒီဟိုတယ်နှစ်ခုလုံးမပါဘူးနာမည်မပါဘူးဆိုတော့နီးနဲ့ယွန်းနဲ့ကိုလည်းရှိုးပယ်လို့ရပြီပေါ့เนาะအဲ့တော့နောက်တစ်ခါကျတော့ရီယိုခိုရှာကျတော့ခီးသွားတဲ့သူအဲ့တော့ရှောင်းလာတင်မဲ့သူကကျတော့ဘာလို့လဲဆိုရင်ဒီမှာသူရေးရတယ်ပေါ့နော်ဘာရာယူခိုက2ယောက်စာတင်မယ်
ဒီမှာဆိုရင်ဘာရာယူကိုရဲ့ Ishikawa ဆိုင်နောက်တစ်ခုကကြတော့ Danwa Bangwa ဆိုတော့ဒီမှာဖုန်းနံပါတ်ဆိုတော့ဒီမှာဘာကွာဝါလဲဆိုရင်စမ်းပန်မှာစမ်းပန်မှာပေါ့နော်၄ခုမြောက်မှာပဲရှိဘာကွာဝါလဲဆိုရင်သူ့ရဲ့နာမည်နှစ်ခုဖြစ်နေတယ်ပေါ့နော်ဆိုတော့သူကဒီမှာပြောသွားတယ်ဒီဘက်ဘေးမှာကြည့်မယ်သူကနာမည်နှစ်ခုလုံးရေးစရာမလိုလိုက်ပါမဲ့သူအားလုံးရဲ့နာမည်ကိုသူရေးစရာမလိုဘူးဘာရေးရမှာလဲဆိုတော့ဒီနာမပါတယ်ပေါ့နော်ဒီနာမဒီရှောင်းရတင်မဲ့သူရဲ့နာမည်နဲ့ပါဝင်မဲ့လူဦးရေကိုပဲသူရေးခိုင်းတာပါဝင်မဲ့သူတွေရဲ့နာမည်ကိုရေးခိုင်းတာမဟုတ်အဲ့တော့ဒီနေရာမှာကဘာရဆန်ကတင်မှာဖြစ်တဲ့ကြောင့်မလို့ဘာရဆန်နာမည်ရေးမယ်ပြီးရင်2ယောက်ဆိုတာလေးရေးရင်ရပြီအဲ့တော့ပါဝင်မဲ့သူတွေနာမည်နောက်ထပ် Ishikawa Midori ကိုပါထည့်ရေးစရာမလိုဘူးပေါ့နော်ဒါကြောင့်မလို့အဖြေမှန်ကပါလဲဆိုရင် Ichiban ကိုရွေးချယ်ပေးရပါမယ်ဆိုတော့လက်ရှိဒီနေရာလေးမှာဆန်ခိုးလို့အတန်ထွက်သွားတယ်ပေါ့နော်အမှန်ကကြည်ဆန်နော်ဆိုတော့လက်ရှိဒီမှာစလုံးသေးနေတော့ဆန်ခိုးပဲထင်လိုက်လို့နော်ဆွေမဆန်ကြည်ဆန်ဖြစ်မယ်နော်ကြည်ဆန်ဆိုတာယူသွားမယ်အရာကိုပြောတာပါကြည်ဆန်ခုဒါဆိုင်ဆိုပြီးဖြစ်ကြမယ်ဆိုတော့ဒီဝန်တိုင်းနနာရဲ့အဖြေတွေကနီးနဲ့အချီနဲ့ပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အားလုံးနားလည်မယ်လို့ထင်ပါတယ်。じゃあこれで終わります。ありがとうございました。